ပြင်းရည်ခြင်းကိုဘေးလို့မှန်မှန်ကန်ကန်မြင်ရမယ်တဲ့ကြိုးစားအထုတ်ခြင်းကိုကြတော့ဘေးကင်းရာလို့မှန်မှန်ကန်ကန်မြင်ရမယ်တဲ့အဲ့လိုမြင်ပြီးတော့ကြိုးစားအထုတ်မှုဆိုတဲ့လုံလဝရိယနဲ့ပြည့်စုံအောင်နေကြရမယ်အဲ့ဒါဟာအဆူလူတော်ဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့အဆုံးအမဩဝါဒပဲတဲ့အဲ့တော့ဒီနေရာမှာလုံလဝရိယနဲ့ပတ်သက်ပြီးတော့အများကြီးပြောကြရှိတာဝရိယဆိုတဲ့ကြိုးစားအထုတ်မှုမရှိဘဲနဲ့ဘဝမှာဦးဇင်းတို့လောကီရောလောကုတ္တရာရောဘာမှဖြစ်လာစရာအကြောင်းမရှိဘူးနော်မသွားဘဲနဲ့မရောက်ဘူးမစားဘဲနဲ့မဝဘူးမလုပ်ဘဲနဲ့မရဘလောက်ပဲဉာဏ်ပညာအခြေခံတွေကောင်းကောင်းကျန်တဲ့စွမ်းရည်တတိတွေဘလောက်ပဲထက်မြက်လို့နေမကြိုးစားဘူးအာမထုတ်ဘူးဆိုရင်တော့ဘာမှဖြစ်လာစရာအကြောင်းမရှိဘူးအလွန်တရာမှအခြေခံကြတဲ့သူတော်ကောင်းတရားကြီးတစ်ခုလို့နားလည်ထားဖို့မလိုဘူးလားဘုန်းကြီးတို့တွေဟာနော်ဘလို့နေရင်ဘာဖြစ်မယ်ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာကိုအထိုက်လျောက်အဖြစ်တော့သိကြတာအဲ့ဒီအသိတွေကတော့မနှဲကြဘူးမညံ့ကြဘူးနော်နဲနေတာညံ့နေတာကဘာလဲဆိုတော့ဝရိယပဲဒါကြောင့်မို့လို့လုံလဝရိယနဲ့ပတ်သက်ပြီးတော့အများကြီးစဉ်းစားစေခြင်းနဲ့ဒီနေရာမှာဦးဇင်းတို့လည်းပဲမကြာခဏပြောတဲ့အလေးရှိတယ်ယောဂီတို့လည်းပဲကြာဘူးနာပါရှိပြီးသားအကြောင်းအရာလေးတစ်ခုတရားမင်းကသူ့ရဲ့သားသူ့ဤသားကိုပြောတဲ့စကားလေးပေါ့တရားမင်းနဲ့အတူရာတွေဆိုတာကတာဝရိန္ဒာနဲ့အတူရာကတိတ်ပြီးတော့မတည့်ဘူးမကြာခဏသူတို့ရဲ့နတ်ပြည်မှာပြဿနာတက်ပြီးတော့စစ်ထိုးတဲ့အလေးချင်းရှိတယ်အဲ့ဒါတနေ့တော့အတူရာတွေဟာတာဝရိန္ဒာကိုတိုက်ဖို့အတွက်စစ်ချီပြီးတော့လာကြတယ်အဲ့ဒီတည်င်းကိုတရားမင်းကရတဲ့အခါသူ့ရဲ့သားသူ့ရတာကိုပြောတယ်တဲ့ချက်သားသူ့ရတာအတူရာတွေဟာတာဝရိန္ဒာကိုတိုက်ဖို့အတွက်စစ်ချီပြီးတော့လာနေကြပြီဒါကြောင့်တို့အရန်သိဖြစ်အောင်စစ်ပြင်မှာခိုင်းတယ်ကောင်းလာပါပြီဆိုပြီးတော့ခမဲတော်ရဲ့စကားကိုတော့နားထောင်နေလို့နဲ့ပြီးတော့ဘာမှမလုပ်ဒီတိုင်းပဲနေတယ်နှစ်ကြိမ်မြောက်တရားမင်းဟာသူ့ရဲ့သားကိုပြောတယ်ကောင်းပြီလို့တော့ဝန်ခံတယ်ဒါပေမဲ့တကယ်ဘာမှမလုပ်သုံးကြိမ်မြောက်ပြောတယ်မရအဲ့ဒီမှာတရားမင်းကသူ့ရဲ့သားကိုပြောတဲ့စကားအနုဋ္ဌံအဝါယမဒုက္ခံယတ္တရာဒိကိစတိသူဣဒတတ္ထကိစ္ဆာဟိမင်္စတထေဝပပယအနုဋ္ဌံအဝါယမကြိုးစားမှုအားထုတ်မှုမရှိဘဲနဲ့ဒုက္ခံယတ္တရာဒိကိစတိချမ်းသာဒုက္ခကိုရနိုင်တဲ့နေရာလေးများရှိမယ်ဆိုလို့ရှိရင်သူဣဒတတ္ထကိစ္ဆာဟိအဲ့ဒီအရက်ကိုချက်သားသူဣဒမင်းအရင်သွားလိုက်စမ်းပါမင်္စတထေဝပပယပြီးရင်ငါ့ကိုလည်းအဲ့ဒီကိုခေါ်ပါတယ်စကားပြောကျွမ်းကျင်တယ်လို့လည်းဆိုရမယ်နော်အလုံးမလုံးပဲနဲ့ကြိုးစားအားစိုက်မှုမရှိပဲနဲ့ချမ်းသာဒုက္ခရနိုင်မဲ့နေရာဌာနများရှိမယ်ဆိုရင်အဲ့ဒီကိုမင်းသွားလိုက်ပါတဲ့ပြီးရင်အဲ့ဒီနေရာကိုငါ့ကိုလည်းခေါ်ပါဆိုလိုတာကကမ္ဘာလောကမှာဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်နားမှာပဲဖြစ်ဖြစ်ကြိုးစားအားထုတ်မှုကင်းပြီးတော့ချမ်းသာနိုင်တဲ့နေရာဆိုတာမရှိပါဘူးအခုအရင်တော့လောကီလိုလေးပေါ့နော်ကမ္ဘာမှာချမ်းသာကြတယ်ဆိုတဲ့နိုင်ငံတွေဘာလို့ချမ်းသာတာတော့လို့ရှေးဘူးရာအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်လောကီလိုပြောတာနော်ဝရိယကောင်းလို့ပဲနော်ဂျပန်နိုင်ငံချမ်းသာတယ်ဆိုတာသူတို့ဘလောက်အလုပ်လုပ်တယ်လဲဟုတ်လားကျတို့နိုင်ငံဆင်းရဲတယ်ဘလောက်အေးအေးဆေးဆေးနေကြတယ်လဲစဉ်းစားကြည့်ဖို့ကောင်းတယ်ဟုတ်လားအဲ့တော့တကယ်တမ်းကဝရိယရှိရင်ကိုလိုချင်တာရတယ်လို့ပဲပြောကြပါဒါကိုရှာရင်ထားရမှာပဲလေဟုတ်လားအဲ့တော့တရားမင်းပြောတဲ့စကားကလောကီလိုလေးပေါ့နော်ဒါပေမဲ့လို့မြတ်စွာဘုရားကဒီအကြောင်းအရာလေးကိုယူပြီးတော့ပြောတာစဉ်းစားရတော့ရှိတယ်ဒါကတရားမင်းပြောခဲ့တာကိုဦးဇင်းတို့ဒါလိုက်ကြားရတာမှမဟုတ်ဘဲနဲ့မြတ်စွာဘုရားကတရားမင်းပြောခဲ့တာကိုယဟန်တွေကိုဟောတာဘုရားဟောပြီးဆိုတဲ့ကိုကအဓိပ္ပာယ်ရှိတယ်ဆိုတာကတော့စဉ်းစားမိဖို့လိုမယ်ပေါ့မြတ်စွာဘုရားကဘယ်လိုသုံးသပ်ပြလဲရှေးကံရဲ့အကျိုးဆက်ကိုအမိပြုပြီးတော့ရှင်းသန်းနေကြရတဲ့နတ်တွေကတောင်မှကြိုးစားအထောက်မှုလို့ဆိုတဲ့လုံလဝရိယရဲ့အကျိုးအာနိသင်ကိုချီးမွမ်းပြီးတော့ပြောဆိုကြသေးတယ်ဆိုရင်
ကြိုးစားအထောက်မှသာလည်းချမ်းသာနိုင်တဲ့လူလောကကြီးမှာပြင်းနေလို့အဆင်မပြေဘူးဆိုတာကိုပြောတာဟုတ်လားဘုရားတို့မြတ်စွာဘုရားရဲ့သာသနာဆိုတာဘုရားဟောထားတဲ့ဒေသနာလေးတစ်ခုလည်းရှိပါတယ်ဝရိယရှိရင်ရှိသလောက်ချမ်းသာတဲ့သာသနာတဲ့ပြင်းရင်ပြင်းသလောက်ဆင်းရဲမဲ့သာသနာဘာဖြစ်လို့ဆိုတော့အဆုံးအမကမှန်လို့လုံမယ်ဆိုရင်လုံတဲ့အတိုင်းရမယ်မလုံရင်ဆုံးရှုံးသွားမယ်တချို့မှားယွင်းတဲ့အဆုံးအမမှားယွင်းတဲ့သာသနာတွေရှိတယ်တဲ့အဲ့ဒါတွေကတော့ဝရိယရှိရင်ရှိသလောက်နစ်မွန်းမဲ့သာသနာဟုတ်လားဟောဆိုလမ်းကြောင်းကလွဲနေတာသွားရင်သွားသလောက်လမ်းကမှားတဲ့အတွက်ကြောင့်အကျိုးမဲ့လို့ဖြင့်ဒုက္ခရောက်မယ်ပေါ့နော်အလုံးမလုံးရင်မလုံးသလောက်တက်တာမဲ့နေရတယ်အဲ့တော့ကိုယ်ပဲနားရောက်နေတယ်လေဆိုတာကိုလည်းမြင်တတ်ဖို့လိုတာပေါ့ဟုတ်လားဒါကြောင့်လုံလဝရိယရဲ့အကျိုးကျေးဇူးတွေကိုဦးဇင်းတို့နော်တွေးခေါ်မြုံမြင်ပြီးတော့လုံလဝရိယကိုမြင့်တင်နိုင်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာလုံလဝရိယနော်ကြီးမားစေဖို့အတွက်လုံလဝရိယရဲ့အကျိုးအာနိသင်ပြည့်ခြင်းရဲ့အပြည့်အနာစာအထူးသဖြင့်တော့ဒီနှစ်ချက်ကိုဦးဇင်းတို့ပိုင်ပိုင်နိုင်နိုင်ကိုယ့်ရဲ့ခေါင်းထဲမှာစဉ်းစားတဲ့အအနေနဲ့ရှိထားတဲ့ပြင်းကြီးလို့ရှိရင်ဘလို့အပြည့်အနာစာတွေရင်ဆိုင်ရနိုင်တယ်လဲကြိုးစားအထုတ်လို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေရရှိမလဲဒီနှစ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ခေါင်းထဲမှာစဉ်းစားတဲ့အအနေနဲ့ရှိထားရကိုဝရိယရှိဖို့တွန်းအားပေးတဲ့နေရာမှာဒါလေးတွေကနားလည်ထားဖို့လိုတယ်ကံရုပ်တရက်ဒီုံတယောက်ကမေးမယ်ပြင်းရင်ဘာဖြစ်မှာတော့ကွာဝရိယရှိတော့ဘာဖြစ်မှာတော့ကွာမေးမယ်ဆိုရင်ကို့မှာအရန်နဲ့ချက်ခနဲ့ကောက်ပြီးတော့ဖြေလိုက်เสียအဖြေဘယ်လောက်အတိတ်ပဲရှိတာများရှိမလဲစဉ်းစားတဲ့အရှိရနော်ဒီတရားလေးကများသောအားဖြင့်တော့နာဘူးကြမှာပါနာဘူးမျိုးလို့လူတွေရဲ့ခေါင်းထဲမှာနော်အချက်အလက်ကိုနော်ပိုင်ပိုင်နိုင်နိုင်မှတ်သားနိုင်စွမ်းရှိဖို့လိုတယ်ဟုတ်လားဘုရင်တို့နိဒာနဝကတယုတ်ပါဠိတော်ထဲမှာလာတဲ့ဒုတိယဒသဗလသုတ်တံဆိုတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားပြောတဲ့ပြင်းရည်ခြင်းရဲ့အပြည့်နဲ့ဝရိယရဲ့အကျိုးကျေးဇူးအဲ့ဒါဥစဉ်သဘောကျလုံးလို့ဝရိယအကြောင်းပြောပြီးဆိုရင်အဲ့ဒီအကြောင်းအရာလေးဘယ်တော့မှမပါဘူးဆိုတာမရှိဘူးလို့ထင်ပါတယ်အဲ့ဒီမှာမြတ်စွာဘုရားကပြင်းရည်ရင်ဘာဖြစ်မလဲဆိုတာကိုပြောတာဒုက္ခံဘိက္ခဝေကုတိတောဝိရတိဟောကိနောပါပကေဟိအကုတလေဟိဓမ္မေဟိမဟာတင်္စတရထံပရိဟာပေတိပြင်းရည်ခြင်းမှာကြီးမားတဲ့အပြစ်နှစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကုတိတောဘိက္ခဝေဒုက္ခံဘိက္ခဝေကုတိတောဝိရတိကုတိတောပြင်းရည်သောပုဂ္ဂိုလ်သည်ဒုက္ခံဆင်းရဲဝိရတိနေရတယ်ဘာဖြစ်လို့တော့နဲ့ဟောကိနောပပကေဟိအကုတလေဟိဓမ္မေဟိတဲ့သူ့ရဲ့စိတ်ကအကုသိုလ်တွေနဲ့ရောနေလို့တဲ့သူတော်ကောင်းအလုပ်ကိုအာမထုတ်ဘူးတတိထားပါဆိုတဲ့လုပ်ငန်းကိုမလုပ်ဘူးတတိကင်းလွတ်နေတယ်ဝရိယမရှိတော့တတိကလည်းလွတ်ပြီပေါ့နော်အဲ့ဒါလိုဝရိယကင်းလို့တတိလွတ်နေပြီဆိုရင်အဲ့ဒီအချိန်မှာကိလေသာတရားအကုသိုလ်တရားဟာကြီးတာနဲ့သေးတာပဲကွာမယ်ဖြစ်ကိုဖြစ်နေတယ်စိတ်ထဲမှာအနှောင့်အယှက်ပူပန်မှုနော်ဆင်းရဲမှုကိုရတာတတိကင်းလို့မသိတာဘူးစိတ်ထဲမှာနေတာထိုင်တာမရှိမှုမသက်တာမှုပင်ပန်းမှုရှိကိုရှိတယ်နော်တတိမထားတဲ့အချိန်တိုင်းမှာဒကာသမားတို့ဦးတို့ရဲ့စိတ်ထဲမှာပင်ပန်းမှုမသက်တာမှုအစင်မပြေမှုနော်ရှိကိုရှိတယ်ဘာဖြစ်လို့လဲစိတ်ကိုပင်ပန်းအောင်ပူလောင်အောင်ဆင်းရဲအောင်လုပ်နေတဲ့အရာအဲ့ဒီအချိန်မှာဖြစ်နေတယ်ဖြစ်နေလို့ဖြစ်နေမှမသိဘူးဆိုရင်အဲ့ဒါဖြစ်နေမှသိအောင်ကြိုးစားကြည့်လိုက်အောင်လို့ပဲပြောရမလို့ရှိတယ်ဟုတ်လားမြတ်စွာဘုရားပြောတာရမ်းတိကြတယ်နော်ဟောကိနောပပကေဟိအကုတလေဟိဓမ္မေယုံညံ့တဲ့အကုသိုလ်တရားတွေနဲ့ရောပြောနေတဲ့အတွက်ကြောင့်ကုတိတော်ပြင်းရတဲ့ပုဂ္ဂိုလ်ဟာဒုက္ခဆင်းရဲဝိရတိနေရတယ်တဲ့အလကားဆင်းရဲတယ်လို့ပြောတာမဟုတ်အကြောင်းမဲ့ဆင်းရဲတယ်လို့ပြောတာမဟုတ်စိတ်ထဲမှာဆင်းရဲစေတဲ့အကုသိုလ်တရားတွေဝင်နေတဲ့အတွက်ကြောင့်ပြောပုံလေးကအယံပီပြင်တယ်လို့ပြောရမယ်ဟောကိနောတဲ့စိတ်ကအကုသိုလ်တွေနဲ့ရောနေတယ်ဟုတ်လားစိတ်ကဘာနဲ့ရောနေတာအကုသိုလ်နဲ့ရောနေတယ်တဲ့ပြင်းနေတဲ့အချိန်မှာအဲ့ဒါအကုသိုလ်ကစိတ်ကိုဝင်ပြီးတော့မှွေနောက်ခြောက်ချနေတယ်ဟောဆိုလိုတာအဲ့တော့ဒီစိတ်ကမချမ်းသာတော့ခက်တာကပြင်းနေတဲ့အချိန်တိုင်းမှာငါစိတ်ကလေးမချမ်းသာဘူးဆိုတာကိုတောင်မှရေဘူးရအဖြစ်လူအများစုဟာမသိနိုင်ကြဟုတ်လားအနေချလာတော့လည်းပဲရိုးသွားတယ်လို့မြင်ဖြစ်သွားသလားဓမ္မမဟုတ်နော်မြင်ကွင်းကအရင်နုညက်သိမ်မွေးလို့လားမျက်စိကပဲမွဲသလားအကြောင်းတစ်ခုခုကြောင့်မမြင်တာတော့မမြင်ဘူးပဲ
မြင်ကွင်းကပဲမထင်ရှားလို့လားမြင်နိုင်တဲ့စွမ်းအားကပဲတုံးလို့လားတစ်ခုခုတော့တစ်ခုခုပဲဟုတ်လားမြတ်စွာဘုရားတော့ဒီမှာတိတိကျကျမပြောဘူးလားမြင်တဲ့လူဟာအကုသိုလ်နဲ့ရောတဲ့အတွက်ကြောင့်သူ့စိတ်ဟာဆင်းရဲတယ်တဲ့ဒါတစ်ချက်နော်နောက်တစ်ချက်ကဘာပြောတော့မဟန္တင်္စတရထံပရိဟာပေတိကြီးမားတဲ့ကိုကြိုးစီးပွားဆုံးရှုံးပျက်စီးသွားမယ်တဲ့ဘာမှမလုပ်ဘူးဆိုရင်ရနိုင်ခွင့်ရှိတာတွေအကုန်လုံးမရတော့ဘူးမလုပ်ဘူးဆိုရင်မရဘူးလေရနိုင်ခွင့်ရှိတယ်နော်ဒါပေမဲ့မယူလိုက်တဲ့အတွက်ကြောင့်မရလိုက်တာအဲ့တော့တစ်ချိန်မှာယူလို့မရတော့ဘူးဆိုတဲ့အခြေအနေကအချိန်အခါကရောက်လာအောင်ပါအဲ့ဒီကြမှာရခြင်းလှပကြီးရဲ့လို့လုပ်လို့လည်းမဖြစ်တော့ဘူးနော်အခြေအနေကောင်းလေးဆိုတာနော်အတိုင်းစအမဲ့ဒီအခွင့်အရေးကပေးထားတာမဟုတ်ဘူးလေတကယ်တမ်းကယူလို့ရတော့နေမှာပဲဦးဇင်းတော်ယူလို့ရမှာဟုတ်ယူလို့မရတဲ့အချိန်ဆိုတာရောက်လာအောင်မယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဤခြင်းရဲ့အပြစ်ကိုအဲ့လိုနှမျိုးပြောတယ်ဒါခေါင်းထဲမှာပိုင်ပိုင်နိုင်နိုင်မှတ်ထားဖို့လုံးနော်အကုသိုလ်နဲ့စိတ်နဲ့ရောလို့ဆင်းရဲတယ်ကြီးမားတဲ့ကိုကြိုးစီးပွားလက်လွတ်ဆုံးရှုံးရတတ်တယ်ကြီးမားတဲ့ကိုကြိုးစီးပွားဆိုတာအဓိကဝိပဿနာဉာဏ်မဲ့ဉာဏ်ဖူဉာဏ်များကိုဆိုလိုတာပါနှစ်ချက်နော်နောက်ဦးဇင်းတို့လုံလဝရိယရဲ့အကျိုးကျေးဇူးကိုလည်းပဲအဲ့ဒါလိုပဲမြတ်စွာဘုရားဟောထားတယ်သူကြတော့ဆန့်ကျင်ဘက်ဖြစ်မယ်ပေါ့နော်အရထဝရိယောစခောဘိခဝေဒုက္ခံဝိရတိပဝိဝိထောပပတိဟိအကုတလေဟိဓမ္မေဟိမဟန္တင်္စတရထံပရိပူရိတိသူတော်အလုပ်ကိုကြိုးစားအထုတ်တဲ့ဝရိယရှိနေမယ်ဆိုရင်အဲ့ဒီအချိန်မှာအဲ့ဒီလူဟာသူ့စိတ်ထဲမှာအကုသိုလ်တရားတွေကင်းကွာနေတဲ့အတွက်ကြောင့်ချမ်းချမ်းသာသာနေရတယ်တဲ့စိတ်ထဲမှာအကုသိုလ်မရှိရင်ချမ်းသာတာပဲစိတ်ထဲမှာအကုသိုလ်ရှိနေရင်ဆင်းရဲတာပဲအကြောင်းမဲ့ဆင်းရဲတာမဟုတ်ဘူးအကြောင်းမဲ့ချမ်းသာတာမဟုတ်ဘူးတကယ်တည်းကဟုတ်လားငါမှကုသိုလ်ဖြစ်နေသလားအကုသိုလ်ဖြစ်နေသလားဆိုတာကိုရေဘူးရသဘောအချင်းဦးဇင်းတို့ဝေဖန်စီသေးကြည့်မယ်ဆိုရင်အဲ့ဒီနှစ်ချက်နဲ့တောင်ကြည့်မယ်ဆိုရင်ကြည့်လို့ရတယ်ရေဘူးရပါနော်ဆင်းရဲနေပြီဆိုရင်များသောဖြင့်အကုသိုလ်ဖြစ်နေချမ်းသာနေပြီဆိုရင်ကြည်နူးနေပြီချမ်းသာနေပြီကောင်းကောင်းမွန်မွန်လေးအပြည့်ကင်းကင်းနဲ့ချမ်းသာတာကိုတော့ရှိရတာပေါ့လေကာမဂုဏ်အာယုံကိုလိုလားတောင့်တမှုနဲ့ရတဲ့အတွက်ကြောင့်ချမ်းသာတဲ့ချမ်းသာမှုကလည်းရှိသေးတာ哦အဲ့တော့ဒီမှာတော့မြတ်စွာဘုရားကကြိုးစားလို့ရှိရင်စိတ်ကအကုသိုလ်ကင်းတဲ့အတွက်ကြောင့်ချမ်းသာခွင့်ရတယ်တဲ့ချမ်းချမ်းသာသာနေရတယ်ဒါတည်းမကဘူးတဲ့မဟန္တင်္စတရထံပရိပူရိတိတဲ့အလွန်ကြီးမားတဲ့ကိုကြိုးစီးပွားကိုပြည့်စုံစေလိမ့်မယ်အမေညာပုံညာများကိုအဓိကရည်ညွှန်းတာနော်ကိုကြိုးစီးပွားဆိုတာဟုတ်လားအဲ့တော့ဦးဇင်းတို့တွေပြည့်ရည်ခြင်းကိုထားခဲ့ပြီးတော့လုံလဝရိယနဲ့နေသွားနိုင်ဖို့အတွက်ပြည့်ခြင်းရဲ့အပြစ်ကြိုးစားခြင်းရဲ့အကျိုးကျေးဇူးအဲ့လောက်လေးတော့မြင်တတ်ဖို့မလိုဘူးလားလိုတယ်နော်ဦးဇင်းတို့ငယ်ငယ်တုန်းကရွာဆရာတော်ကြီးအသက်80ကျော်လောက်အဲ့တော့ဦးဇင်းတို့က9နှစ်သား10နှစ်သားလောက်ပဲရှိဦးမထင်အမိုက်ကျုံရတာတွေကိုအမှတ်ရတယ်တပင်ကြီးတွေကလည်းအများကြီးရှိတယ်တေးရွက်တွေအမိုက်တွေပုံထားကျုံရတယ်အဲ့ဒါဘုန်းကြီးကအမြဲတမ်းရွတ်တယ်ကလေးတွေကလည်းပြင်းလို့လားမသိပါဘူးပုံမပြင်းနဲ့မပြင်းနဲ့ပြင်းရင်ဖြင်းတတ်သည်ဖြင်းရင်မွဲတတ်သည်မွဲရင်ငတ်တတ်သည်ငတ်ရင်ငရဲကြတတ်သည်အဲ့အမြဲတမ်းလို့ဆိုတော့ရတယ်အဲ့ဒါဘယ်နဲ့ကြောင့်ငတ်တာနဲ့ငရဲရောက်အောင်မလို့အဲ့ဒါတော့နားမလဲအဲ့တော့မပြင်းရင်ဖြင်းတတ်သည်ဆိုတာတော်တော်လေးနဲ့တဲ့အဓိပ္ပာယ်ရှိတယ်ဘာမှမလုပ်လို့ရှင် तू အစွမ်းတုံးတာပဲလေလှုပ်တဲ့လူတွေရတဲ့တိမြင်နားလည်မှုမျိုးကိုမလှုပ်တဲ့လူတွေမရနိုင်တချို့အတိကတကယ်လှုပ်ကြည့်မှမြင်တာသိတာဟုတ်လား तू ကတော့လောကီလိုလေးပြောတာဗောဆရာကြီးကပြင်းရင်ဖြင်းတယ်ပြင်းရင်ဘာမှမလုပ်တော့ဘာမှမလုပ်တဲ့လို့ရှင်ကြည့်ရင်မွဲမယ်မွဲရင်ငတ်မယ်ငတ်လို့ရှင်ငရဲကြမယ်ငတ်ရင်ငရဲကြတာကို तू ကရှင်းပြတယ်ကလေးတွေနားမလဲတော့ဘူးလို့ तू သိပုံရတယ်ငတ်တော့တဲ့အဲ့ဒါလုံးပြီးလို့ကရှောက်လို့မှသူများကလည်းခိုးမှာပဲတဲ့လိန်လဲလိန်မှာပဲတဲ့အဲ့ဒါသိရင်ငရဲရောက်တယ်ငတ်တဲ့လူအဲ့တော့ခုနတုန်းကအဲ့ဒါကိုဦးဇင်းကစဉ်းစားဦးဇင်းတို့အင်္ဂုတ္တပါဠိတော်စက္ကနိပတ်ထဲမှာဣနသုတ်တံဆိုတာရှိတယ်ဣနဆိုတဲ့စကားကကျွေးလို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားကအဲ့ဒီသုတ်တံမှာဟောတာလေးကအယံကိုပဲစိတ်ဝင်စားစရာကောင်းတယ်လို့မျက်နှိုးစရာတော်တော်ကောင်းတဲ့သုတ်တံလေးလောကမှာဥစ္စာပစ္စည်းနွမ်းပါလို့ဆင်းရဲရတာအလွန်တရာမှနော်မကောင်းမှုဆင်းရဲတယ်တဲ့ဥစ္စာပစ္စည်းနွမ်းပါတာဆင်းရဲတယ်တဲ့အဲ့လိုမွဲလို့ဆင်းရဲပြီဆိုလို့ရှိရင်သူများစီကနေကြွေးယူရတယ်တဲ့အကြွေးယူရတာလည်းဆင်းရဲတယ်တဲ့
ကျွေးဆိုတဲ့အမျိုးကအတိုးနဲ့ဘယ်တော့မှမကင်းဘူးတဲ့အတိုးပေးရမယ်ဆိုတဲ့အတီးနဲ့ယူခဲ့ရတာအတိုးဘယ်လောက်ပေးပါမလို့ဝန်ခံခဲ့ရတာအဲ့ဒီအတိုးပေးရမယ်လို့ဝန်ခံခဲ့ရတာလည်းဆင်းရဲတယ်ကျွေးယူပြီးဆိုတဲ့ကွာစားမရှိလို့ယူတာတော်တော်နဲ့ပြန်ဆက်နိုင်မှုတော့မလွယ်ဘူးအမဆက်ဘူးဆိုလို့ရှိရင်ကျွေးရှင်ကလိုက်တောင်းပဲကျွေးရှင်အတောင်းခံရတာအဲ့ဒါဆင်းရဲတယ်တဲ့မျက်နှာပူစိတ်ပြက်လက်ပြက်နဲ့ကျွေးတောင်းခံရတာဆင်းရဲတယ်နောက်ဆုံးမပေးဘူးဆိုတော့ကျွေးရှင်ကလည်းခဏခဏတောင်းနေတော့ကြံရမရကိုယ်အိမ်ဆွန့်ပြီးတော့ချုပ်ပြေးရတာရှိတယ်ဟောကျွေးထူလာရင်ပြေးရတာအဲ့လိုအကျဓမ္မထွက်ပြီးတော့ပြေးရတာပြေးတယ်ဆိုတော့သိရင်ကျွေးရှင်ကလိုက်မှာပဲတဲ့အဲ့လိုကိုပြေးလို့ကျွေးရှင်ကလိုက်ပြီဆိုရင်အဲ့ဒါလည်းဆင်းရဲတယ်တဲ့နောက်ဆုံးဘယ်ပြေးလို့မှရာဇိုးပေးပြေးမလို့ဘူးဆိုတော့ဖန်ခံရတော့အချုပ်တို့ထောင်းလို့ကြာရင်အဲ့ကြရင်လည်းဆင်းရဲတယ်တဲ့မွဲတေခြင်းရဲ့ဆင်းရဲခြင်း6မျိုးရသော်ဘုရားဟောတယ်ဒါလောကမှာတကယ်ဖြစ်တဲ့အဖြစ်အပျက်တွေပဲလေမွဲရတာဆင်းရဲတယ်ကြွေးယူရတာဆင်းရဲတယ်အတိုးပေးမလို့ဝန်ခံရတာဆင်းရဲတယ်ကြွေးရှင်ကလာတောင်းတာဆင်းရဲတယ်မရလို့ပြေးလို့နောက်ကလိုက်ခါတာဆင်းရဲတယ်နောက်ဆုံးဖမ်းပြီးတော့အချုပ်တော်ခါတာဆင်းရဲတယ်အဲ့ဒါလိုပဲတဲ့လောကကြီးမှာသူတော်ကောင်းဥစ္စာတွေမွဲတေရတဲ့လူတွေရှိတယ်နော်တတ္တတရားသီလတရားသာဂတရားဝရိယတတ္တတရားဟိရိတရားဥတ္တပတရားဝရိယတရားပညာတရားတဲ့အဲ့ဒီမှာတော့၅လုံးဟောတယ်ယုံကြည်မှုတရားမကောင်းမှုမှရှက်ခြင်းကြောက်ခြင်းဟိရိဥတ္တပတရားကုသိုလ်ကောင်းမှုဖြစ်ဖို့အကုသိုလ်မဖြစ်ဖို့ကြိုးစားအထောက်ခြင်းလုံလဝရိယတရားကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်နားလည်ခြင်းပညာတရားအဲ့ဒီ၅မျိုးကိုသူတော်ကောင်းတွေအယံတန်ဖိုးထားတဲ့ဥစ္စာပစ္စည်းလို့ပြောတယ်အဲ့ဒီဥစ္စာပစ္စည်း၅မျိုးမရှိဘူးဆိုရင်ဒီလူကမွဲပြီပဂတိဦးဇင်းတို့လူမွဲတွေကဘာလို့မလို့ကျွေးယူရတယ်အဲ့လိုပဲဒီသူတော်ကောင်းဥစ္စာ၅မျိုးမရှိရင်လည်းပဲဒီလူကကျွေးယူရတယ်တဲ့အဲ့ဒီကျွေးရဘာကျွေးတော့ဒုစရိုက်ကျွေးတဲ့မဟုတ်တာလုံးတော့လားဟုတ်တယ်တရားတရားခေါင်းပါတယ်ဟိရိဥတ္တပနဲတယ်နော်ဝရိယတရားပညာတရားနဲပြီဆိုရင်သူ့ရဲ့စိတ်ထဲမှာအကုသိုလ်တွေတောင်းချမ်းမယ်ဝစီကံကာယကံအကုသိုလ်တွေအများကြီးဖြစ်နိုင်မို့လားအဲ့ဒီအကုသိုလ်ဖြစ်တာကိုမြတ်စွာဘုရားဘာလို့ပြောတော့ကျွေးယူတာတဲ့ဘာလို့ကျွေးယူရမွဲလို့ဘာမွဲတော့ဆိုတော့သူတော်ကောင်းဥစ္စာမွဲလို့ဘယ်လောက်တဘာဝကြတော့နော်အဲ့တော့ကျွေးယူပြီဆိုရင်အတိုးပါမယ်ဟောအတိုးဆိုတာဘာတုံးဆိုတော့ငါဒီလိုမဟုတ်တာတွေလုပ်တာကိုသူများမသိပါစေနဲ့အဲ့ဒီစိတ်ရှိရနော်အဲ့ဒါမြတ်စွာဘုရားတော်တိကျဟောတယ်ပါဇက်နဲ့လည်းပဲမသိအောင်ဖုံးရတယ်ကိုရီလက်ရောက်လည်းပဲကိုမဟုတ်တဲ့အမှုကိုသူများမသိအောင်ကာကွယ်ရတယ်စိတ်ထဲကလည်းသူများမသိစေခြင်းမဟုတ်တာကိုသူများမသိစေခြင်းဘူးဆိုတာကဟုတ်တယ်ဆိုတဲ့အနေမျိုးဟန်ဆောင်ရတဲ့အပိုင်းတွေပါလာတယ်သူများမသိစေခြင်းဘူးဆိုတဲ့စိတ်တွေကစားအဲ့ဒါကောင်းတဲ့စိတ်တွေလို့ပြောမလားမဟုတ်အကုသိုလ်တွေပဲအဲ့ဒါလေဟုတ်လားအကုသိုလ်ပေါ်မှာဗာတက်သွားတော့အကုသိုလ်တက်သွားတော့ကျွေးပေါ်မှာအတုတက်သွားတာဟုတ်လားဒါကြောင့်ကိုယ့်ရဲ့မကောင်းမှုကိုဖုံးကွယ်ဖို့ကြိုးစားရတာအတုတက်တာလို့ပြောတာဒါနဲ့ကျွေးရှင်တွေကကျွေးလာတောင်းတယ်ဆိုတာဘာပြောတာလဲတိတဲ့နားလေတဲ့ပညာရှိတဲ့သတင်းသုံးပေါ်တွေကဒါတော့ယဟန်တွေကိုဟောတာဆိုတော့သတင်းသုံးပေါ်လို့ပြောတာပေါ့နော်လူတွေဆိုရင်တော့လူချင်းချင်းကဒီလူကဘလို့မဟုတ်တာကိုယ့်ရဲ့တကယ်ကိုမှားယွင်းတဲ့အကုသိုလ်ကိုထောက်ပြပြီးတော့ကိုယ့်ကိုအပြစ်ပြောတာအဲ့ဒါကျွေးတောင်းခံရတယ်ဟုတ်လားကျွေးရှင်တွေကတကောက်ကောက်နောက်ကလိုက်တယ်တဲ့ကိုထွက်ပြေးတော့အဲ့ဒါဘာပြောတာလဲဆိုတော့ကောင်းတဲ့စိတ်ကလေးနဲ့နောက်စိတ်ညင်ရလေးထိုင်ပြီးတော့တရားလုပ်ကြိုးစားရမယ်ဆိုရင်ကိုလုပ်ခဲ့တဲ့မကောင်းမှုတွေကပြန်ပြီးတော့အရေးမဲကြီးလို့ထိုးတယ်ဒါကြီးကိုပြန်တွေးမိနောင်တရတာအဲ့ဒီနောင်တရတာကိုဘာပြောလဲကျွေးရှင်တွေကနောက်ကလိုက်တာတဲ့ဘယ်လောက်သဘာဝကြတာဟုတ်လားနောက်ဆုံးရာဇိုဘေးပြေးမလို့အချုပ်တို့ထောင်တို့ကြတော့တယ်ဆိုတာဘာပြောတာသေတဲ့အခါအဲ့ဒါအပေပုံရောက်တာကိုပြောတာဟုတ်လားအဲ့ဒါခုနကတော့ဒီမပြင်းမှုနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုရှောက်စဉ်းစားရင်းနဲ့ငယ်တုန်းကဘုန်းကြီးကပြောတာကိုသွားအမှတ်ရတယ်နော်။အိုးမပြင်းနဲ့မပြင်းနဲ့ပြင်းရင်ဖြင်းတတ်တယ်ဖြင်းရင်မွဲတတ်တယ်မွဲရင်ငတ်တတ်တယ်ငတ်ရင်ငရဲကြတတ်တယ်။သူဟာဒေသနာနဲ့လာညီနေပါလားလို့ကိုယ့်ကိုစဉ်းစားမိတယ်နော်။ခုနဒေသနာနဲ့ဧတတော်ကြိုက်ကြည့်လေဟုတ်တယ်မဟုတ်လား။လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုမလုပ်ဘူးဆိုရင်တိတဲ့တိထိုက်တဲ့အတိကိုမရနိုင်အတိဉာဏ်ပညာမပြည့်စုံသေးဘူးဆိုရင်မကောင်းမှုအကုသိုလ်တွေကဖြစ်ကြရအောင်မနော်ကျွေးယူကြရမယ်ကျွေးယူရင်ဘာဖြစ်မလို့အတိုးတက်မယ်ကျွေးတောင်းတာခံရမယ်ဟုတ်လားနောက်ဆုံးအချုပ်အောင်ကြာရလိမ့်မယ်ဒါကြောင့်မပြင်းဖို့မလိုဘူးလားပြင်းရင်ဖြင်းမယ်ဖြင်းရင်မွဲမယ်မွဲရင်ငတ်မယ်ငတ်ရင်ငရဲကြမယ်နော်အကုန်လုံးပိဋကတော်မှာစဉ်းစားနိုင်တဲ့ဆက်ဆက်ပြီးတော့တွေးတောနိုင်တဲ့ဉာဏ်ရှိကြတယ်နော်ဒါကြောင့်လုံလဝရိယနဲ့မိမိတို့ရဲ့
နော်အကြီးအသေးတွေကိုမြင်မအောင်လုံနိုင်ဖို့မလိုဘူးလားနော်အကျိုးစားအထုံးမှုအရေးကြီးပါတယ်ဟုတ်လားအေးဒါကဦးဇင်းတို့ဘေးမဖြစ်အောင်နေဖို့တနည်းအားဖြင့်ဘေးကင်းဂါထာပထမဂါထာပေါ့နော်ကောတိဇံဘယတော်ဒိဋ္ဌဝဝရိယရမေသခေမတော်အာရထဝရိယဟောထဧတာဗုဒ္ဓနုတာတနိပြည့်ခြင်းကိုဘေးလို့မြင်ရမယ်ကြိုးစားခြင်းကိုဘေးကင်းရလို့မြင်ရမယ်အဲ့လိုနားလည်ပြီးတော့ကြိုးစားအထုတ်ခြင်းဖြင့်ပြည့်စုံကြရမယ်အဲ့ဒါအဆုသူတော်ဘုရားရှင်ကိုလိုမြတ်ကြီးတို့ရဲ့အဆုံးအမအဲ့ပြင်းတိုင်းငါမှဘေးသင့်နေတယ်လို့မြင်ရမယ်ကြိုးစားတိုင်းငါမှဘေးလွတ်နေတယ်လို့မြင်ရမယ်ဟုတ်ပြီလားဗျာဒါကဒီနေရာတင်သုံးရမယ့်ဒေသနာလားဘယ်ဟုတ်မလို့ဘွားတစ်လျှောက်လုံးသုံးရမှာဟုတ်တယ်မို့လားဒါပထမဂါထာနော်နောက်ဒုတိယဂါထာဦးဇင်းတို့ဆက်ပြီးတော့သွားရအောင်ဒုတိယဂါထာဘာပြောလို့ဆိုတော့ဝိဝါဒံဘယတော်ဒိဋ္ဌဝအဝိဝါဒံစခေမတော်သမက်ကတခိလာဟောထဧတာဗုဒ္ဓနုတာတနိဝိဝါဒညင်းခုန်ခြင်းကိုဘယတော်ဘေးဟူ၍ဒိဋ္ဌဝမှန်မှန်ကန်ကန်မြင်ရမယ်အဝိဝါဒံစမငင်းခုန်ခြင်းကိုကြတော့ခေမတော်ဘေးကင်းရာဟူ၍ဒိဋ္ဌဝမှန်မှန်ကန်ကန်မြင်ရမယ်အဲ့ဒါလိုမြင်ပြီးတော့သမက်ကတခိလာဟောထသမက်ကကိုရောစိတ်ရောညီညွတ်ကြကုန်သည်တခိလာနူးညံ့သိမ်မွေ့ပြည့်ပြည့်သောစကားရှိကြကုန်သည်ဟောထဖြစ်ကုန်လောဣတာဣတိကဗုဒ္ဓနာအဆုသူသောဘုရားရှင်ကိုရောမြတ်ကြီးတို့ဤသာသနာအဆုံးအမအနုတာရဏီအဆုံးအမဩဝါဒပါပေတည်းဘာကိုဘေးလို့ပြောလို့ဒီမှာတော့ညင်းခုန်ညင်းတဲ့ညင်းခုန်ညင်းကိုဘေးတဲ့ကြောက်စရာကောင်းနေတဲ့ညင်းခုန်ညင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာမျောမှန်းလို့မရနိုင်တော့အောင်တခါတရံမှာကြီးမားတတ်တယ်ဟုတ်လားညင်းခုန်ခြင်းကြောင့်သေချာတာကတော့တယောက်နဲ့တယောက်ဒေါသတွေနဲ့အာဃာတတွေနဲ့မုန်းရတာကတော့သေချာတယ်ညင်းခုန်မှုကလေးနဲ့ပြီးတော့ကြီးရင်ကြီးသလောက်ညင်းခုန်မှုကြောင့်ဖြစ်ပေါ်လာတဲ့အမုန်းတရားတွေအာဃာတတရားတွေဒေါသတရားတွေဟာလည်းပုပ်ပုလောင်လောင်ဆင်းရဲရနှိမ့်ဆက်တာမျိုးမရှိဘူးလားရှိရနော်ညင်းပြီးရင်တော့ဘလို့မှစိတ်နှလုံးဟာကြည်ကြည်လင်လင်မရှိတော့အဲ့ဒီအကြောင်းအရာကြီးစိတ်ထဲမှာလွှမ်းမိုးပြီးတော့မျက်စိပြက်မျက်နှာပြက်နဲ့နေကြရတာပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားကညင်းခုန်ခြင်းကိုမလုံးနဲ့တဲ့နော်နားလေရမယ်ဒီနေရာမှာဦးဇင်းတို့ညင်းတယ်ဆိုတာဘာလို့ညင်းလို့ဆိုရင်ဦးဇင်းတွေးကြည့်တယ်ပေါ့နော်ညင်းတာအရန်အသိဉာဏ်တယ်လို့ညင်းတာလို့ထင်တယ်ညင်းလို့ဘာတွေဆက်ဖြစ်မှာလဲဒါကိုသူတိတ်ပြီးတော့မမြင်ဘူးများသောဖြင့်ညင်းတယ်ဆိုတာအနိုင်ရခြင်းတဲ့စိတ်နော်အတ္တကြီးမားတဲ့လူတွေများသောဖြင့်ညင်းကြတာများမလျှော့သောသဘောနဲ့ညင်းကြတာကိုပြောဆိုလိုတာပါနည်းနည်းအနည်းများတော့စကားပြောရင်းနဲ့ညင်းကြတာလေးဆိုရှိတာပေါ့ဟုတ်လားသို့တော့တက္ကာယဒိဋ္ဌိဆိုရအတ္တဆိုရအရန်ကြီးတဲ့လူကသူအနိုင်ရလို့စိတ်ထက်သန်တဲ့အတွက်ကြောင့်မလျှော့နိုင်ဘူးပေါ့နော်သူ့အမြင်လေးကိုလိုက်လျောပြီးတော့တွေးမပေးနိုင်သူ့အမြင်လေးကိုဖြည့်ပြီးတော့ဒါလေးလည်းမစိုးပါဘူးလို့မလုပ်လိုက်နိုင်ဟုတ်လားအနိုင်ရခြင်းလားတော့ညင်းခုန်ခြင်းကတကယ်တမ်းကကောင်းတဲ့အကျိုးရလဒ်မရှိဘူးရှိခဲ့ပါလေတော့အနိုင်ရှုံးသဘောဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်တော့နိုင်လို့လည်းပဲတိတ်အရသာမရှိသလိုရှုံးရင်တော့ပိုးတော့ဆင်းရဲတာပေါ့နော်ဘုရင်တို့ကောသလမင်းကြီးနဲ့အဇာတတတ်နဲ့တူကြီးအရင်ပဲလေကောသလမင်းရဲ့အမေဝေရေဟီဆိုတာကကောသလမင်းကြီးရဲ့ညီမဝေရေဟီဆိုတာကအဇာတတတ်ရဲ့အမေဟုတ်လားအဲ့ဒါဝေရေဟီနဲ့ကောသလမင်းကြီးကမဟာကောသလမင်းကြီးရဲ့သားနဲ့သမီးပေါ့အဲ့ဒါဝေရေဟီကဗိမိတာရနဲ့အိမ်အောင်ကြတော့အဲ့ဒီမှာကာတိဆိုတဲ့ရွာကြီးကိုဖေးကြီးကခမဲတော်ကြီးကသမီးကိုလက်ဖွဲလိုက်တယ်အဲ့ဒါဝေရေဟီတည်သွားပြီဆိုတော့ကောသလမင်းကြီးရဲ့အဲ့ဒီရွာကိုပြန်ကြခြင်းဟိုအဇာတတကလည်းအမေရဲ့အမွေဆိုတော့မပေးဘူးအဲ့ဒါနဲ့တူကြီးနှစ်ယောက်ခဏခဏစစ်တိုက်တယ်အဲ့ဒါစစ်တိုက်တော့တစ်ချိန်မှာကောသလမင်းကြီးရှုံးပြီးတော့ပြေးခဲ့ရတယ်ပြေးတော့ရှက်တယ်တဲ့နုနဲ့တောင်မစင်သေးတဲ့ငါတူကိုငါရှုံးရတယ်ဆိုတော့အရန်အစာမဲ့တဲ့ကောသလမင်းကြီးကအိယာပေါ်မှာအစာဖြတ်ပြီးတော့အိတ်တယ်သေခြင်းသေပါစီသေခြင်းစိတ်တောင်ပေါက်သွားတယ်အဲ့ဒီတည်င်းကယဟန်တော်တွေတောင်ရတယ်ကောသလမင်းကြီးစစ်ရှုံးလို့ရှက်ပြီးတော့အိယာပေါ်မှာအိတ်နေတာအစာဖြတ်ပြီးတော့အိတ်နေတာအဲ့ယဟန်တွေကမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာဂါထာလေးတွေကိုဟောတယ်စေယံဝေဒံပတ္တဝတိဒုက္ခံတေတိပရာဇိတောဥပတံတော်ဒုက္ခံတေတိဟိတဝါဇေယပရာဇိယံစေယံဝေဒံပတ္တဝတိနိုင်တဲ့လူဟာရံပွားတယ်တဲ့ဟုတ်လားနိုင်တဲ့လူဟာရံပွားတယ်ဒုက္ခံတေတိပရာဇိတောတဲ့ရှုံးတဲ့လူဟာစင်းရဲရဲနေရတယ်တဲ့မကျေနပ်မှုတွေနဲ့နေရတာပေါ့နော်
ဟိတဝါဇေယပရာဇေယဥပတန္တောဒုက္ခံတိတိဟိတဝါဇေယပရာဇေယဇေယပရာဇေယနိုင်ခြင်းရှုံးခြင်းကိုဟိတဝါစွန့်၍ဥပတန္တောနှလုံးစိတ်ဝန်းထဲမှာငြိမ်းအေးနေတဲ့ပုဂ္ဂိုလ်ဟာဒုက္ခံတိတိချမ်းချမ်းသာသာနေရတယ်နိုင်ခြင်းရှုံးခြင်းကိုစွန့်ပြီးတော့နိုင်ခြင်းရှုံးခြင်းကိုစွန့်တယ်ဆိုတာနိုင်ဖို့စိတ်ဝင်စားလို့ရှိရင်သူကနိုင်ခြင်းရှုံးခြင်းကိုစွန့်လိုက်တော့တဲ့သဘောပဲနိုင်ခြင်းတဲ့စိတ်မရှိဘူးဒီအနိုင်ရှုံးကိုသူ့နေရလို့ကိုယ်မှာဘာမှအကျိုးရမလာဘူးဆိုတော့ကောင်းကောင်းနားလေတဲ့အတွက်ကြောင့်တော့အနိုင်ရှုံးကသူ့ဘဝမှာဘာမှအရေးမကြီးဘူးပြောလို့ရှိရင်ကမ္ဘာလောကကနော်အနိုင်ရှုံးအတွက်အမြဲတမ်းကစားပွဲဝင်နေကြတာပဲလေနယ်မြေအသီးသီးမှာဒါကစားနေကြတာပေါ့နော်ကစားပွဲကြီးပါပဲလောကကစားပွဲတိုင်းမှာအနိုင်ရှုံးဆိုတာရှိတယ်နိုင်တိုင်းရံများရတယ်ရှုံးတိုင်းဆင်းရဲကြရတယ်နိုင်ငံနဲ့ချီပြီးတော့ကစားနေတဲ့ပွဲရှိတယ်မြို့နဲ့ချီပြီးတော့ကစားနေတဲ့ပွဲရှိတယ်မိသားစုကစားနေတဲ့ပွဲလည်းရှိရနော်အိမ်မှာလည်းချနေကြတာမဟုတ်လားတင်းနေမရလည်းပဲဘယ်သူအရေးပါတယ်ငါအရေးပါတယ်နော်နယ်မြေတိုင်းမှာနေရာတိုင်းမှာအကိလေသာမကင်းကြသေးတဲ့ပုံကိုယ်တွေတွေးကြကြုံကြပြီဆိုရင်အဲ့ဒီကိစ္စမရှိဘူးလားရှိတယ်နိုင်ရံများတယ်ရှုံးရင်ဆင်းရဲတယ်အဲ့ဒါတချို့လူတွေကအနိုင်ရှုံးကိုစိတ်ဝင်စားအောင်အထူးသဖြင့်အနိုင်ကိုစိတ်ဝင်စားရင်အရှုံးကလည်းသူ့အတွက်ရှိတရားကြုံစရာမလိုပါဘူးနိုင်တဲ့အရာကိုမမက်မောဘူးပေါ့နော်သူများကိုနိုင်ရလို့သူ့မှာဘာမှတကယ်တမ်းကောင်းကောင်းကံကအရာသာရှိသွားတာမရှိပါဘူးတကယ်တမ်းအဲ့တော့အနိုင်ရှုံးကိုကိုကစွန့်လိုက်ပြီဆိုရင် तू ကကစားပွဲတဲ့ကိုမပါတော့ဘူးလေကစားပွဲတဲ့မပါဘူးဆိုမှတော့ तू ကနိုင်တာလည်းမရှိဘူးရှုံးတာလည်းမရှိဘူးနော်ကစားပွဲတဲ့မပါဘူးနေမကောက်တချို့ကကစားပွဲကိုကြည့်ကိုမကြည့်တော့ဘူးစိတ်ကဝင်စားဘူးပေါ့ဟုတ်လားတချို့ကစားပွဲတဲ့မပါဘူးလို့ထိုင်းကြည့်တဲ့အနေထားတော့စိတ်ဝင်စားနေတာလည်းရှိသေးတယ်နော်အဲ့လိုမျိုးအနိုင်ရှုံးကိုစွန့်ပြီးတော့ကစားပွဲတဲ့မပါတဲ့ပုံကိုယ်တွေကြတော့ငြိမ်းငြိမ်းအေးအေးချမ်းချမ်းသာသာနေရတယ်တဲ့ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့ညှင်းခုန်မှုကိုစိတ်ဝင်စားဖို့လိုတယ်။နောက်ညှင်းခုန်ခြင်းမှာကြီးမားတဲ့နောက်ဆက်တွဲဒုက္ခတွေအများကြီးရှိတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောစရာအကြောင်းအရာတွေအများကြီးရှိတယ်။ဒါပေမဲ့နောက်ထပ်ပြောချင်တဲ့အကြောင်းအရာလေးကလည်းရှိနေသေးတာ။နော်။ဒါပေမဲ့မဖြစ်မနေလေးပြောချင်တာတခုကညှင်းခုန်တယ်ဆိုတာကိုညင်းတဲ့လူနဲ့ကိုနဲ့တိတ်ပြီးတော့အဆင့်မကွာလို့ဆိုတဲ့အမြင်ကလေးရစေခြင်းအဲ့ဒါဆိုရင်နည်းနည်းလေးတော့တန့်သွားနိုင်တယ်နော်ညာသောဖြင့်ညင်းပြီဆိုရင်လူတွေကကိုညင်းနေတဲ့လူနဲ့ကိုနဲ့အရန်အဆင့်ကွာတယ်လို့ထင်တယ်ငါသူ့တဲ့အများကြီးတာတယ်လို့ထင်တယ်အများကြီးတာနေညင်းစရာအကြောင်းကိုမရှိဘုန်းကြီးတို့မကြာခဏပြောတဲ့တကားလေးရှိပါတယ်အားလုံးဟိုပမောက္ခကြီးကမူလတန်းကျောင်းသူကျောင်းသားလေးတွေနဲ့တူပြီးတော့ညင်းမလားရှက်စရာကြီးနော်ဘာလို့ညင်းမလို့ဟုတ်လားဒီကလေးနဲ့တူပြီးတော့ဟုတ်တယ်မဟုတ်လားအဲ့လိုညင်းမလို့နားလည်မှုရှိနေတာအဲ့လိုပဲလူလောကမှာညင်းရတယ်ဆိုတာအဆင့်သိပ်ပြီးတော့မကွာလို့နော်အဲ့ဒီနေရာမှာအမြင်နေဆိုတာတယောက်နဲ့တယောက်တူတာမဟုတ်ဘူးအခြေခံအဖြစ်ဘလို့တက်ခဏလေးပါလာမှလည်းမသိဘူးယတနာတစ်ခုကိုတော့ကြည့်တဲ့ရှုထောင့်ချင်းကလည်းမတူကြဘူးအစွဲလေးတွေကိုအခြေခံပြီးတော့ကြည့်တဲ့ရှုထောင့်ကဘယ်တူမလို့သူကဘာကိုစွဲထားမှမသိဘူးဟိုကလည်းဘာကိုစွဲထားမှမသိဘူးတော့သူ့ဘက်ကကြည့်တော့သူမှန်ကိုယ့်ဘက်ကကြည့်တော့ကိုမှန်တကယ်တခါလေးဘယ်သူမှမမှန်တာလည်းရှိမတခါတလေကြောက်လည်းကြံဖန်နှစ်ယောက်လုံးမှန်နေတာလည်းရှိသေချာတာကတော့လောကလူသားတွေရဲ့အမြင်ဟာဘာနဲ့တူလဲဆိုလို့ရှိရင်ငယ်ငယ်တုန်းကဦးဇင်းတို့သင်ရတဲ့ဦးဇင်းတို့အရွယ်တွေဆိုရင်ဘယ်တန်းလဲတော့မမိတော့ပါဘူးမျက်မမြင်ပုံသား6ယောက်အကြောင်းဆိုတာအယုတ်ကလေးနဲ့မြန်မာစာလေးထဲမှာပါတယ်4တန်းလား3တန်းလားမသိပါဘူးအဲ့ဒါကဦးဇင်းတို့အခုမြတ်စွာဘုရားရဲ့ဒေသနာတွေကိုကြည့်လိုက်တော့မှဘုရားဟောဒေသနာမှသိရတယ်အဲ့ဒါဘုရားဟောတာလားဒါပေမဲ့ဘုရားဟောတာနဲ့သူကဒါရိုက်ကြီးတူအောင်ရေးထားတာတော့မဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တော်ခါကာလကယဟန်တွေကမြတ်စွာဘုရားကိုရှောက်ကြတာနော်အမျိုးမျိုးသောအယူဝါဒကွဲပြားနေကြတဲ့တိဋ္ဌိတက္ကတွန်းတွေဟာအချင်းချင်းညင်းခုန်ပြီးတော့တယောက်ကိုတယောက်နားလည်စေခြင်းကမစွမ်းနိုင်ကြဘူးတဲ့သူပြောတာကိုကိုလည်းမခံကိုပြောတာကိုသူလည်းမခံသူကလည်းသူဟာအမှန်လို့ပြောတယ်ဟိုကလည်းဟိုလိုသူဟာကိုအမှန်လို့ပြောတယ်ဒါပေမဲ့တယောက်ဘယ်သူမှလက်ခံနိုင်အောင်မပြောနိုင်ဘူးညင်းကြတယ်ခုန်ကြတယ်အဲ့ဒီမှာမြတ်စွာဘုရားယဟန်တွေကိုဥမာပေးတာနော်ဘုရင်ကြီးတစ်ပါးကနည်းနည်းပျော်တတ်ပုံရပါတယ်ဒါသူ့ရဲ့နိုင်ငံမှာရှိတဲ့မျက်စိကန်းနေတဲ့လူတွေကိုအကုန်လုံးခေါ်တယ်တဲ့စုဝေးပြီးတော့အဲ့ဒါကိုရှင်ကိုပြစေတယ်တဲ့ရှင်ကိုပြပြီးတော့စမ်းခိုင်းတာပေါ့ပြီးပြီဆိုတော့အဲ့ဒီမျက်မြင်တွေကိုအကုန်လုံးခေါ်ပြီးတော့ကဲရှင်ကဘာနဲ့တူတုံးပြောကြရလို့ပြောတော့နာမောင်းစမ်းပြီးတဲ့လူက
နော်ဆင်ဟာမူကြီးတကောင်နဲ့တူတယ်ဟုတ်လားနေရွက်ဆမ်းပြီးတဲ့လူကဆင်ဟာဘန်းနဲ့တူတယ်ခြေတော့ဆမ်းပြီးတဲ့လူကဆင်ဟာကျွန်းတိုင်နဲ့တူတယ်အမိရိုးဆမ်းပြီးတဲ့လူကဆင်ကနော်မောင်းလျှောက်နဲ့တူတယ်ဟုတ်လားမိဖြားတွေကိုဆမ်းပြီးတဲ့လူကဆင်ဟာဓမြက်ဆေးနဲ့တူတယ်ကိုဆမ်းမိတာကိုကိုအမှန်ထင်ပြီးတော့ပြောကြတာသူတို့ကအဲ့လိုပြောနေလေးလေးဘီရင်ကြီးကကြိတ်ပြီးတော့ရေးရတာပေါ့နော်အဲ့လိုပြောရင်လည်းမကဘူးတဲ့အဲ့ဒီသူကန်းတွေကငါပြောတာအမှန်တယ်မင်းတို့ပြောတာမှားတယ်ဆိုအချင်းချင်းလက်သီးနဲ့ထားပြီးတော့ထိုးကြကြိတ်ကြသေးတယ်တဲ့နန်းရင်ပြန်ပါအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့ဘီရင်ကြီးကရေမောတယ်တဲ့အဲ့ဒီဥမာလေးကိုမြတ်စွာဘုရားယန်းတွေကိုပြောတာနော်အချင်းချင်းညင်းခုန်နေကြတယ်ဘယ်သူမှလဲဆိုတော့ဘယ်သူမှမမှားဘူးဘောင်းစောတစုံတစ်ခုကိုဦးဇင်းတို့တွေကပြည့်ပြည့်စုံစုံမြင်ကြတာမဟုတ်ဘူးတစိတ်တဒေသပဲမြင်ကြတာဒါပေမဲ့မြင်တာတော့မတူဘူးတချို့ကတော့ပိုးပြီးတော့ကြည်ကြဲပြန့်ပြန့်မြင်တာလည်းရှိမယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြည့်ပြည့်စုံစုံမမြင်မဲနဲ့ပြောလိုက်တဲ့စကားတစ်ခွန်းဟာပြည့်ပြည့်စုံစုံမြင်ထားတဲ့လူတစ်ယောက်ရဲ့နော်အမြင်မှာဘယ်လိုဖြစ်နေမလဲတော့ရေတရားဖြစ်နေမယ်ပေါ့ဟုတ်လားများသောဖြင့်လူတွေရဲ့သိနိုင်စွာနော်တစိတ်တဒေသတော့ပဲသိနိုင်ကြတာများပါပဲဒါကိုဦးဇင်းတို့ကကိုယ့်ကိုယ်ကိုလည်းနားလည်ဖို့လိုမယ်နော်ဒါကြောင့်ကိုပြည့်ပြည့်စုံစုံမသိနိုင်တဲ့နယ်ပယ်ကိုဆရာကြီးလှုပ်ပြီးတော့ကိုယ့်ကိုယ်ကိုအထင်မကြီးဖို့လည်းလိုတယ်နားမလည်နိုင်တဲ့နယ်ပယ်ဆိုရင်နားမလည်ဘူးလို့ကိုယ့်ကိုနားလည်ထားဖို့လိုတယ်အဲ့ဒါတော်တော်ကောင်းတာပဲနားမလည်နိုင်တဲ့နယ်ပယ်ကိုနားလည်နိုင်တယ်လို့ထင်နေရင်တော့အဲ့ဒီလူမျိုးတွေတွေ့ရင်တော့ညင်းကြတော့တာပဲဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒါလေးတွေကစကားတောင်မပြောရဘူးလို့ဦးဇင်းတို့ပြောထားတဲ့ဒီတရားစခန်းပွဲမှာတော့အရန်ကြီးနော်သုံးစရာမလိုပေမဲ့လို့ကြံတဲ့ဘဝလက်ကြံအခြေအနေမှာမငင်းနဲ့ညင်းတာအလွန်တရာမှအန္တရာယ်ကြီးတဲ့ဘေးဖြစ်တယ်ဆိုတဲ့ဒေသနာဟာအများကြီးတန်ဖိုးမရှိဘူးလားရှိမယ်နော်တရားသမားတွေလည်းပဲညင်းတာပဲနော်တခါတော့ကညင်းရင်ခုံရင်းနဲ့ထပြီးတော့ဓာတ်နဲ့ခုတ်တာတဲ့ဓာတ်နဲ့ခုတ်တာတရားညင်းရင်နဲ့ဓာတ်နဲ့ခုတ်တာဘာတရားညင်းတာဆိုတော့ခန္တီတရားကိုညင်းတာခန္တီတရားညင်းရင်နဲ့ဓာတ်နဲ့ထခုတ်တယ်ဟုတ်လားမူရင်းရည်ရွယ်ချက်တွေပျောက်သွားတာတွေမရှိဘူးလားရှိရနော်ဒါကြောင့်မြတ်စွာဘုရားကဒီမှာညင်းခုန်ခြင်းကိုဘေးလို့မြင်ရမယ်မညင်းခုန်ခြင်းကိုဘေးကင်းရလို့မြင်ရမယ်အဲ့ဒီမှာဦးဇင်းတို့ညင်းခုန်ခြင်းကိုဖြစ်စေတဲ့အကြောင်းအရာတွေပါဖယ်ရှားနိုင်ဖို့လိုတယ်အဲ့ဒါလေးကိုလည်းမြတ်စွာဘုရားတိုက်တွန်းထားတာရှိရနော်သမက်ကတခိလာဟောတာကိုယ်ရောစိတ်ရောညီညွတ်ရမယ်နူးညံ့သိမ်မွေးမှုရှိရမယ်ညင်းပြီးရင်တော့ညီညွတ်တာတွေဟာပျက်စီးသွားပြီကိုယ်တွေစိတ်တွေညီညွတ်တာတွေပျက်စီးသွားတဲ့အပြင်နူးညံ့သိမ်မွေးတဲ့စကားဆိုတာကိုရှိနိုင်မှာမလားမရှိတော့နော်ညင်ခုံမှုကပြင်းထန်လာရင်ပြင်းထန်လာတော့စကားတွေကလည်းမာလာကြတော့တာပေါ့ဟုတ်လားဒါကြောင့်ဒုတိယဘဝမှာဘေးကင်းရန်ကင်းနေခြင်းတယ်ဆိုလို့ရှိရင်ဒီဂါထာလေးရဲ့အဆုံးအမကိုလိုက်နာနိုင်ဖို့လိုတယ်နိုင်လိုတဲ့စိတ်အသာရလိုတဲ့စိတ်လူသိနော်လူတွင်ကျလှုပ်ခြင်းတဲ့စိတ်ငါသိငါတတ်စိတ်ဒါတွေကိုဦးဇင်းတို့လျှော့ချနိုင်ဖို့လိုတယ်သူများကိုအနိုင်ရလို့ဘာရတာများရှိသွားတယ်လဲဆိုတာကိုလည်းကိုယ့်ကိုယ်ပြန်စီစစ်ဖို့လိုတယ်နော်အနိုင်ရှုံးကိုစွန့်ပြီးတော့အေးချမ်းချမ်းနေရတာကပို့ပြီးတော့အဆင့်မြင့်တယ်ဆိုတဲ့အမြင်မှမျိုးလည်းရှိဖို့လိုမယ်ဟုတ်လားအဲ့လိုမှမဟုတ်ဘဲနဲ့သာဆိုရင်တော့နော်လူရတဲ့မှာညင်းစရာအကြောင်းကြုံလာရင်ညင်းနေအဲ့ဒါကိုယ်ပဲဒုက္ခရောက်အောင်နော်အေးအဲ့ဒါကဦးဇင်းတို့ဒုတိယဘေးကင်းကြောင်းဂါထာနော်အဲ့လိုဆိုရင်ဦးဇင်းတို့တတိယဘေးကင်းကြောင်းဂါထာပြောရအောင်နော်ပမာဒံဘယာတော်ဒိဋ္ဌဝါအပမတင်္စခေမတော်ဘာဝေထထင်ကိကံမက္ကံဧတာဗုဒ္ဓ ानु တာတနေပမာဒံမေးလျော်ခြင်းကိုဘယာတော်ဘေးဟူ၍ဒိဋ္ဌဝါမှန်မှန်ကန်ကန်မြင်ရမယ်အပမတင်္စမမေးမလျော်ခြင်းကိုကြတော့ခေမတော်ဘေးကင်းရာဟူ၍ဒိဋ္ဌဝါမှန်မှန်ကန်ကန်မြင်ရမယ်အဲ့ဒါလိုအမြင်မှန်ရပြီးတော့ဘာဝေထထင်ကိကံမက္ကံအင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့မဲ့ဆိုတဲ့မွန်မြတ်တဲ့လမ်းကိုပွားများကြရမယ်ရှောက်လန်းကြရမယ်ဧတာဣတိကဗုဒ္ဓနာအဆုတူသောဘုရားရှင်ကိုရောမြတ်ကြီးတို့ဤအနုတာရဏီအစုံမှဩဝါဒပါပြီတဲ့ဟုတ်လားအဲ့လိုဆိုရင်ဒီဂါထာကဘေးဆိုတာကိုဘာလို့ပြောတော့မေးလျော်ခြင်းကိုပြောတာနော်မေမေရောရောပေါ်ပေါ်စားတာဘဝမှာဖြစ်တယ်လို့နေနေတာဟာဘေးပဲဒါဘေးဖြစ်နေတာတနည်းအားဖြင့်ဘေးဖြစ်ဖို့အတွက်ကြိုတင်ပြီးတော့ပြင်ဆင်နေတာဘေးဖြစ်ဖို့အတွက်အကြောင်းတရားတွေကိုလုပ်နေဟုတ်လားအပမာဒဆိုတဲ့မမေးမလျော်မပေါ်ပစနေခြင်းကတော့ဘေးကင်းဖို့အတွက်လုပ်နေတာတနည်းအားဖြင့်အဲ့ဒီအချိန်မှာလည်းပဲဘေးကင်းနေတာဒါကိုမြင်ပြီးတော့ဦးဇင်းတို့တွေဟာအလွန်မှမုံမြတ်တဲ့ရှောက်လန်းနိုင်ခဲ့တဲ့မဂ်ခင်၈ပါးဆိုတဲ့လမ်းကိုရှောက်လန်းကြရမယ်ပေါ့နော်တမာဒိဋ္ဌိဆိုတဲ့နော်အမြင်မှန်ခေါင်းဆောင်တဲ့မဂ်ခင်၈ပါးနော်အမြင်မှန်ဆိုတာကဘာကိုပြောတာတော့
မမြဲတဲ့သဘာဝတရားကိုမမြဲတဲ့သဘာဝတရားပဲလို့သိတာအမြင်မှန်ပဲလို့ခန္ဓာဘဂတန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားဟောတာရှိဘယ်အတွေ့အကြုံလေးမှတည်နေတာမြင်နေတာမဟုတ်ဘူးလို့အတွေ့အကြုံတိုင်းကိုတွေ့ရယုံကြုံရယုံလေးပဲလို့အမှန်ကန်သိတဲ့မြင်တဲ့သဘောလေးကိုဘာလို့ခေါ်တော့သမာဓိဋ္ဌိစဉ်းစားနော်အတွေ့အကြုံဆိုတာလောကမှာအကျဉ်းများဖြင့်6မျိုးလို့လဲဆိုနိုင်ပါတယ်မြင်ရတာရှိတယ်ကြားရတာရှိတယ်အနံ့ရတယ်စားရတောက်ရတယ်တွေ့ရထိရတယ်တွေးမိကြံမိအဲ့ဒီအတွေ့အကြုံတွေကိုပဲအခြေခံပြီးတော့ချမ်းသာတဲ့ဆင်းရဲတဲ့ဒါလည်းအတွေ့အကြုံတစ်မျိုးပါပဲဟုတ်လားသူလည်းပဲဖြစ်ပေါ်လာတဲ့ဖြစ်စရာအကြောင်းရှိလို့ဖြစ်လာပြီးတော့တောက်ွယ်သွားတဲ့သဘောအဲ့ဒီမတည်မြဲတဲ့အနေအစားကိုမတည်မြဲတဲ့သဘာဝကိုမတည်မြဲတဲ့သဘောပဲလို့သိတာကိုခေါ်တော့သမာဓိဋ္ဌိနော်အဲ့ဒီသမာဓိဋ္ဌိခေါင်းဆောင်တဲ့နော်မဂ္ဂင်၈ပါးလို့ဆိုတဲ့ဒီမွန်မြတ်တဲ့လမ်းကိုဘုန်းကြီးတို့တွေကပွားများကြိုးစားအထောက်ခြင်းအဖြစ်ရှောင်လမ်းမယ်ဆိုလို့ရှိရင်ဒါအဆူတူသောဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့အဆုံးအမဩဝါဒကိုလိုက်နာရရောက်တယ်ပေါ့ဟုတ်လားအဲ့တော့ဒီနေရာမှာလည်းဦးဇင်းတို့ပမာဒဆိုတာမေ့လျော့ခြင်းဆိုတာဘေးဖြစ်တယ်အပမာဒမမေ့မလျော့ခြင်းဟာဘေးကင်းရာဖြစ်တယ်ဆိုတာကိုလက်ခံနိုင်ဖို့နားလည်ဖို့ဆိုတာကလည်းပဲပမာဒရဲ့အပြည့်အနာစာအပမာဒရဲ့အကျိုးရလဒ်ဒါတွေကိုဦးဇင်းတို့မြင်တတ်ဖို့လိုမှာပေါ့နော်ဒါကိုမြင်မှသာလေဩဟုတ်တာပဲမိမိရောပေါ်ပေါ်ဆဆနေခြင်းဟာဘေးဆိုတာမမိမလျော့မပေါ်မဆမနေမမိမလျော့မပေါ်မဆနေခြင်းဟာဘေးကင်းရဆိုတာဟုတ်တာပဲဆိုတာအဲ့ဒီကြမှာဦးဇင်းတို့ကနော်ကြည်ကြပြက်ပြက်ထောက်ခံနိုင်မှလက်ခံနိုင်ဒါကြောင့်သူတို့ရဲ့အပြည့်အနာစာသူတို့ရဲ့အကျိုးကျေးဇူးအဲ့ဒါတွေကိုဦးဇင်းတို့နားလည်ဖို့မလိုဘူးလားနားလည်ဖို့လိုတယ်နော်အဲ့တော့ဒီနေရာမှာမေးလျော့ခြင်းရဲ့အပြည့်နဲ့မမေးမလျော့ခြင်းရဲ့အကျိုးကျေးဇူးကိုပြောမယ်ဆိုရင်ပြောစရာအကောင်းဆုံးဂါထာကတော့ပိသတို့ရှားကောင်းတောင်ရနေပါလိမ့်မယ်အပမဒောအမတံပဒံပမာဒောမစ္ဆုနောပဒံအပမတ္ထာနမိယန္တိယေပမတ္ထာယထာမတ္တာမရရင်လည်းရအောင်ကြက်ထားတဲ့ဒီဂါထာလေးမျိုးနော်အရန်အဓိပ္ပာယ်ကချစ်လစ်ပြီးတော့နော်လေးနဲ့ပူကျေပြတ်မှုရှိတယ်စကလုံးလေးရတာသူကကျင်းတာအဓိပ္ပာယ်ကိုနားလည်ထားမယ်ဆိုရင်သူကပြောလို့မကုန်နိုင်ဘူးစဉ်းစားလို့မကုန်နိုင်ဘူးအရင်ကောင်းအပမဒောအမတံပဒံပမာဒောမစ္ဆုနောပဒံအပမတ္ထာနမိယန္တိယေပမတ္ထာယထာမတ္တာဒီဂါထာရဲ့သမိုင်းကြောင်းအရန်ကြီးတယ်ဆိုတာကိုပေတတို့ကြားဦးမှာပါနော်ဏိရောဓသာမဏေကသူ့ရဲ့ဥယျာဉ်တော်စန္ဒာတောကဆိုတဲ့မင်းကိုဒီဂါထာကိုဟောပြလို့စန္ဒာတောကဆိုတဲ့မင်းဟာတိရိဓမ္မတောကဆိုတဲ့မင်းဖြစ်သွားတာနော်အမြင်မှန်ရပြီးတော့ထေရဝါဒသာသနာကိုကဘာတလွားပြန့်ကားအောင်ပြန့်ပွားအောင်ကြိုးစားခဲ့တာနော်တိရိဓမ္မတောကမင်းဒါကြောင့်တချို့ပညာရှင်တွေကဒီဂါထာကိုကဘာကြီးကိုအလင်းတက်ရစီတဲ့ဂါထာလို့ပြောတာရှိတယ်တဲ့နောက်ပြီးတော့ဦးဇင်းတို့ရှင်အရဟံကအန္တရထာမင်းကြီးကိုဒီဂါထာလေးကိုဟောလို့အန္တရထာမင်းကြီးကလည်းပဲမြန်မာနိုင်ငံတဏ္ဍတလျာထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားအောင်ကြိုးစားခဲ့တာတဲ့ဒါကြောင့်မြန်မာနိုင်ငံကိုအလင်းတက်ရစီခဲ့တဲ့ဂါထာလို့လည်းဆိုရတယ်တဲ့အပမဒောအမတံပဒံပမာဒောမစ္ဆုနောပဒံအပမတ္ထာနမိယန္တိယေပမတ္ထာယထာမတ္တာအပမဒောအပမာဒတရားသည်အမတံပဒံမသေးရာနိဗ္ဗာန်ရခြင်း၏အကြောင်းတည်းပမာဒောမစ္ဆုနောပဒံပမာဒောမိမိရောရောပောပောဆဆနေခြင်းသည်မစ္ဆုနောပဒံအဖန်မှန်သေးခြင်း၏အကြောင်းတည်းဖြောင်းမြောင်ကြီးဆန့်ကျင်နော်အပမာဒကမသေးခြင်းရဲ့အကြောင်းပမာဒကသေးခြင်းရဲ့အကြောင်းဒါလေးကိုဦးဇင်းတို့တွေကသူများမေးလာလို့ရှိရင်ရှင်းပြနိုင်တဲ့အနေအထားတွေရအောင်နားလည်မှုကောင်းထဲမှာရှိတဲ့တယ်မမေ့ခြင်းဟာမသေးခြင်းရဲ့အကြောင်းဘယ်လိုလုပ်ပြီးတော့မမေ့ခြင်းဟာမသေးခြင်းရဲ့အကြောင်းလို့ပြောရတာတော့ပြောပြပါအောင်ဆိုရင်ဘယ်လိုပြောမလဲမေ့ခြင်းဟာသေခြင်းရဲ့အကြောင်းလို့ပြောတယ်မေ့ရင်ဘယ်လိုသေရတာတော့ပြောပြပါအောင်ဆိုရင်ပြောတတ်ဖို့လိုမယ်နော်ဒါလေးကိုဦးဇင်းတို့ပြောပြတဲ့ယုံလေးထိထိမိမိလေးနားထောင်ကြည့်မယ်ဟုတ်လားမမေ့ခြင်းဟာမသေးခြင်းရဲ့အကြောင်းတဲ့အခုယောဂီတို့တရားအထုတ်တယ်ဆိုတာအဲ့ဒီမမေ့ခြင်းဆိုတဲ့အပ္ပမဒါတရားကိုထပ်ခါဖြစ်အောင်လုပ်တာပဲဘာဖြစ်နေတယ်လဲဖြစ်နေတဲ့သဘာဝတရားလေးကိုဖြစ်နေတဲ့အတိုင်းလေးအတိမတ်ပြုတ်နေတယ်အခုဖြစ်နေတာလေးကိုအခုသိနေတယ်အပ္ပမဒတတိကလေးနဲ့နော်ဖြစ်နေတာနဲ့သိနေတာလေးနဲ့အန်ရှာကလေးကြာနေတယ်ပေါ့နော်ပြန့်လွင်နေတာမဟုတ်ဘူးမေ့လျော့နေတာမဟုတ်ဘူးလောဘဒေါသဖြစ်နေတာမဟုတ်ဘူးအဲ့လိုတတိထားတဲ့အခါကျတော့ဒီသဘာဝရဲ့အနေအထားမှန်ကိုတဖြည်းဖြည်းနဲ့ဥယျာဉ်တို့နားလည်လာတယ်ဘယ်လိုနားလည်လာမလို့လူရင်းဖြတ်ပြီးတော့ပြောရမယ်ဆိုရင်တော့မတည်မြဲဘူးဆိုတဲ့သဘာဝကိုနားလည်လာ
တဘာဝတရားတစ်ခုကိုဦးဇင်းတို့စပြီးတော့သတိထားလိုက်တဲ့အချိန်မှာအရင်သိရတာကသူ့ရဲ့တဘာဝလက္ခဏာလို့ဆိုတဲ့သူ့ရဲ့သဘောတရားလေးကိုအရင်သိရတယ်ဆိုကြပါစို့ပူတာလေးကိုကြည့်လိုက်တယ်ဆိုရင်ပူတဲ့သဘောလေးကိုအရင်သိရမယ်ပေါ့ဟုတ်တယ်မဟုတ်လားနာတာကြည့်ရင်နာတဲ့သဘောလေးသိရမယ်ပေါ့ချမ်းသာနေတဲ့အချိန်လေးကြည့်ရင်ချမ်းသာနေတယ်တတ်တာနေတယ်ဆိုတာလေးသိရမယ်ဒါသူတို့ရဲ့ပင်ကိုယ်သဘောသူတို့ရဲ့အသီးသီးသဘာဝလက္ခဏာလို့ခေါ်တာပေါ့ဟုတ်လားအဲ့ဒါကိုဦးဇင်းတို့သတိထားပါများတဲ့အခါကျတော့ပူတာလည်းပဲပြီးသွားတာပဲဒီလိုနဲ့ပျောက်သွားတာစဉ်းစားနော်နာလည်းပြီးသွားတာပဲချမ်းသာတယ်ဆိုတာလည်းပြီးသွားတာပဲအဲ့ဒီမှာသွားပြီးတော့တူးညီးနေတာကိုမတွေ့ရဘူးလားနော်စစရင်သတိထားတာတော့မတူကွဲပြားခြားနာတဲ့သဘောလေးတွေပဲဦးဇင်းတို့တွေ့ရတယ်မြင်လိုက်ရတယ်ကြားလိုက်ရတယ်မြင်တာတော့မှနော်အနီကိုမြင်တယ်အဝါကိုမြင်တယ်အဖြူကိုမြင်တယ်အနက်ကိုမြင်တယ်မတူကွဲပြားခြားနာနေတယ်နော်ကြားလိုက်တယ်ကြားလို့ကောင်းတယ်ကြားလို့မကောင်းဘူးဘာသာကြီးတော့အတန်တွေရဲ့မတူညီပုံတွေပေါ့နော်မြင်ရတာနဲ့ကြားရတာနဲ့ကိုတူသလားမြင်ရတာတဲ့မှာတောင်မှမြင်ရတာတစ်ခုနဲ့တစ်ခုတူသလားမတူနော်အဲ့လိုပဲအရာသားတွေစားတယ်တောက်တယ်တွေ့တယ်ထီတယ်တွေ့တယ်ကျန်တယ်အတွေ့အကြုံတွေဟာအစကနေဥဒတိထားပါသားမှာမတူကွဲပြားခြားနာမှုတွေကိုဦးဇင်းတို့မြင်ရတယ်ပေါ့ဟုတ်လားနောက်တတိကိုပို့ပြီးတော့ဆွဲမရအောင်ထားမယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဉာဏ်ရည်လေးကအပားဝလာတယ်ပေါ့နော်ဘယ်အတွေ့အကြုံလေးပဲဖြစ်ဖြစ်တကယ်တော့ပြီးသွားတာပဲအဲ့ဒီအနိစ္စကြတော့ဘာဖြစ်သွားလဲတူးသွားတယ်နော်ဘယ်အတွေ့အကြုံမှဦးဇင်းတို့မတည်မြဲတဲ့အချက်ကြတော့တူးမနေဘူးလားတူးနေတယ်နော်ဘယ်အတွေ့အကြုံမှတည်မြဲနေတာမရှိဘူးအဲ့လိုတူညီမှုကိုသိသွားတာကိုကြတော့ဘာခေါ်တော့တာမင်ညလက္ခဏာကိုသိတယ်လို့ခေါ်တာတဲ့ဟုတ်လားဘာဘူးလို့ဦးဇင်းတို့အဲ့လိုအသိဉာဏ်လေးတွေအဆင့်မြင့်မြင့်သွားတယ်လို့မြင်သတိထားလို့တတိမရှိလို့ရှိရင်ဒီအသိဉာဏ်ကိုအဆင့်မြင့်သွားတာဘလို့မှမျှော်လင့်စရာအကြောင်းမရှိဘူးဟုတ်လားအဲ့တော့အဲ့ဒီအသိဉာဏ်ကမြင့်မြင့်လာပြီဆိုရင်နောက်ဆုံးကြတဲ့အခါကျတော့ဦးဇင်းတို့အရိယသစ္စာအမြင်ဒီစိုက်တည်ထိအောင်ဉာဏ်မြင်ဟာမြင့်သွားလိမ့်မယ်တဲ့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေဟာကောင်းမွန်တဲ့သဘောမဟုတ်ဘူးနော်ဒုက္ခရဲ့အစုအပုံမြတာဖြစ်တယ်ဒုက္ခပြီးဒုက္ခဖြစ်နေတာပဲလို့ဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိတဲ့အဆင့်ရောက်သွားမယ်ဆိုလို့ရှိရင်ဒုက္ခရဲ့ပုံမှာလောကရဲ့ပုံမှာဘဝရဲ့ပုံမှာဘဝတကယ်တမ်းကဒုက္ခပဲလေဘဝကိုဒုက္ခလို့သာတကယ်သိမယ်ဆိုရင်ဒုက္ခရဲ့ပုံမှာဘယ်သူမျိုးမက်မောမလဲဘယ်သူမှမမက်မောဘူးဒုက္ခမှမသိလို့သာဦးဇင်းတို့မက်မောနေကြရတာဖြစ်ချင်နေကြရတာဖြစ်ချင်နေလို့လည်းပဲဖြစ်မှဖြစ်ပါမလားလို့စိုးရိမ်နေကြရတာဖြစ်နေတာလေးများပျောက်သွားမလေလားလို့စိုးရိမ်နေကြရတာတကယ်အဲ့ဒီစိုးရိမ်မှုကအကြီးအကျယ်ဆင်းရဲပါပဲအဲ့ဒီစိုးရိမ်မှုဆိုတာအဲ့ဒီဖြစ်ချင်မှုမက်မောမှုရဲ့နောက်ွယ်မှာဖြစ်နေတဲ့တရားအဲ့ဒီဖြစ်ချင်မှုမက်မောမှုဆိုတာလည်းပဲဒုက္ခလို့အမှန်မသိတဲ့အတွက်ကြောင့်ပဲဆက်ပြီးတော့ဖြစ်လာတဲ့အရာပဲတကယ်လို့သာဦးဇင်းတို့တွေကတတိကိုဉာဏ်ပညာကအဲ့လိုဘဝဟာဒုက္ခမြတာဖြစ်တယ်ဆိုတဲ့အဆင့်ထိရောက်အောင်မြင့်တင်နိုင်မယ်ဆိုလို့ရှိရင်ဘဝရဲ့ပုံမှာမက်မောနေတဲ့သမုဒယသစ္စာတဏှာလောဘချုပ်ပြီးတော့အဲ့ဒီတဏှာလောဘကြောင့်ဖြစ်မဲ့ဒုက္ခတွေပါဘာဖြစ်သွားတော့ချုပ်သွားအဆင့်ဆင့်ချုပ်သွားနော်အဲ့ဒါကိုဘာလို့တဲ့ခေါ်တော့အရိယာမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရတယ်လို့ဒီလိုပြောတာလေဟောအဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့အနည်းဆုံးသောတပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်မျက်မှောက်ပြုနိုင်မယ်ဆိုရင်တော့ကာမဘုံမှာ9ဘဝလောက်နေပြီးရင်နောက်ထပ်သေးတဲ့အကြောင်းကိုမရှိတော့ဆိုလိုတာကဉာဏ်အဆင့်ဆင့်မြင့်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အဆင့်ထိရောက်သွားမယ်ဆိုရင်ဒီလိုဟာမသေးရတော့တဲ့အနေအထားကိုရောက်သွားမယ်မွေးဖွားပြီးတော့မသေးတာမဟုတ်ဘူးနော်မွေးကိုမွေးဖွားတော့တဲ့သဘောမျိုးကိုပြောလို့တာမသေးတဲ့သဘောဆိုလူတွေကမွေးပြီးတော့ဒီတိုင်းဖြစ်နေတဲ့အနေကြီးနဲ့အပြည့်ထာဝရမသေးတာမျိုးကိုမျှော်လင့်နေကြတာအဲ့ဒါကတဏှာကပေးတဲ့သတင်းပေါ့နော်သူကအဲ့ဒါမျိုးကိုရချင်တာလူတွေကဖြစ်ပြီးတော့သူတို့ကမပြတ်တဲ့အနေအထားမျိုးကိုရချင်တာမဖြစ်မပြတ်တဲ့အနေအထားမျိုးကိုဉာဏ်ကသိပြီးတော့ကောင်းမှမသိဘူးသဘောပေါက်မလားမသိဘူးအရင်ပြောတာစဉ်းစားကြည့်ဟုတ်လားဒါကြောင့်မမေ့ခြင်းဒီမသိခြင်းရဲ့အကြောင်းဆိုတာမမေ့ရင်ဉာဏ်အစဉ်စဉ်ထက်မြက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့နောက်ဆုံးဘဝဟာစွန့်ပစ်เสียမြတာဖြစ်တယ်လို့ဘဝရဲ့မကောင်းတဲ့အချက်ကိုပြီးမြင်ပြီးတော့ဘဝကိုထားခဲ့တဲ့သဘောလို့ဒါလူငယ်တွေနားလည်အောင်ပြောရင်အဲ့လိုပဲပြောရအောင်ဟုတ်လားဘဝကိုဉာဏ်နဲ့စွန့်လွတ်သွားတာပေါ့ဟုတ်လားခုဦးဇင်းတို့တွေကဘဝကိုအကောင်းထင်နေတဲ့ခါကျတော့စွန့်လွတ်နိုင်သလားမစွန့်လွတ်နိုင်တော့ပါမယ်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခခံယုံမဲ့လေဒါပဲလေရိုးရိုးလေးပဲဒါကိုကြိုက်နေတယ်ကြိုက်နေဒါနဲ့ပတ်သက်တဲ့ဒုက္ခခံယုံမဲ့ကျွတ်တော့အခက်နေတာကကြိုက်လဲကြိုက်သေးတယ်ဒါနဲ့ပတ်သက်တဲ့ဒုက္ခကိုမခံနိုင်ဘူးဒုက္ခပဲခံနေတယ်အဲ့လိုဖြစ်ဟုတ်လားဒါကြောင့်မမေ့ခြင်းသည်ဉာဏ်ပညာအဆင့်ဆင့်မြင့်ပြီးတော့နောက်ဆုံးမသေးတဲ့အနေအထားမျိုးကိုရောက်သွားတယ်ဒါကိုပြောတာနော်အဲ့လိုဆိုမေ့ခြင်းသည်မှန်သေးခြင်းရဲ့အကြောင်းဆိုတာကဘယ်လိုပြောမလဲတတိထားလို့တတိမထားလို့ရှိရင်ကိလေသာတရားဟာဖြစ်လာပဲဒါအရန်ရိုးရှင်းပါတယ်တတိသာမထားနဲ့မောဟကအလိုလိုဖြစ်ပြီးသားအာယုံကိုဘာဖြစ်လို့ဖြစ်နေမှမသိဘူးစိတ်တွေဘာဖြစ်လို့ဖြစ်နေမှမသိဘူး
အမြင်ကဘယ်လိုနေမလို့ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်မှနဲ့ပဲသွားနေတာဟုတ်လားအဲ့လိုဆိုရင်ကြိုက်เสียတွေ့ရင်ကြိုက်မယ်မိုက်เสียတွေ့ရင်မိုက်မယ်နော်ဒီလိုပဲသွားမှာပေါ့နော်အဲ့လိုဆိုရင်အဲ့ဒီကိလေသာတရားဟာဘာကိုပဲဆက်ပြီးတော့ဖြစ်စေမလဲသေစီတတ်တဲ့ဘဝကိုပဲဆက်ပြီးတော့ဖြစ်စေလိမ့်မယ်ဟောတဆင့်ကြော်ပြီးတော့ဦးဇင်းကပြောလိုက်တာနော်ကမ္မဝေါဒါလေးကိုဦးဇင်းကကြော်ပြလိုက်တာကိလေသာဖြစ်ပြီးဆိုရင်ကိလေသာဝပြီးရင်ဘာလာမလို့ကမ္မဝပြီးရင်ဝိပါကဝဆိုတာသေတတ်တဲ့ယုံနာတွေတဖန်ထပ်ဖြစ်လာတာကိုပြောတာဟုတ်လားအဲ့လိုဆိုရင်မေ့ရင်သေတတ်တယ်ဆိုတာမေ့ရင်ကိလေသာဖြစ်ပြီးရင်ဘဝဖြစ်ပြီးတော့ဘဝဖြစ်ပြီးဆိုရင်မသေးပဲနေလို့ရမလားမရဘူးနော်ဒါကြောင့်မေ့လျော့ခြင်းဟာသေခြင်းတရားကိုဖြစ်စေတတ်တဲ့သေတတ်တဲ့ဘဝကိုအဖန်မှန်ရစေပြီးတော့အဖန်မှန်သေရလိမ့်မယ်လို့ပြောတာအဲ့ဒါတော့ပိဋကတို့ရဲ့ခေါင်းထဲမှာမေ့ခြင်းမမေ့ခြင်းရဲ့နော်ထူးခြားချက်ကိုနားလည်ထားဖို့မလိုဘူးလားမမေ့ခြင်းကနိဗ္ဗာန်ကိုဥတည်တာမေ့ခြင်းကအဖန်မှန်သေခြင်းကိုဥတည်တာဟုတ်တယ်မို့လားမေ့နေရင်အဖန်မှန်သေရမှာပဲဒါပဲနော်နောက်ထပ်နှစ်ပါးကြံသေးတယ်နော်ဒီကထာလေးကပြပါပြောတော့အပမတ္ထနာမိယန္တိယေပမတ္ထယထာမတ္တအပမတ္ထနာမိယန္တိယေပမတ္ထယထာမတ္တမေ့နေတဲ့လူတွေသေတယ်လို့မျိုးမမေ့တဲ့လူတွေကမသေနိုင်ဘူးတဲ့ဆိုလိုတာကမမေ့တဲ့လူရဲ့သေခြင်းနဲ့မေ့တဲ့လူရဲ့သေခြင်းဟာမတူဘူးလို့ပြောတာမေ့တဲ့လူရဲ့သေခြင်းကဆိုးတယ်ပေါ့မမေ့တဲ့လူရဲ့သေခြင်းကကောင်းတယ်လို့ပြောတာဒီနေရာမှာလည်းဦးဇင်းတို့ကောင်းကောင်းလေးတော့ပြောတတ်ဖို့လိုမယ်မေ့ရင်ဘယ်နှကြောင့်သေခြင်းဆိုးသွားတော့မမေ့ခြင်းကသေခြင်းကိုဘလို့ကောင်းစေတာတော့ပြောတတ်ဖို့လိုတယ်နော်ကိုယ်စိတ်ထဲမှာရှင်းရှင်းလင်းလင်းသိထားမှလည်းပြောတတ်မှာနော်မေ့ခြင်းကဘယ်နှကြောင့်သေခြင်းဆိုးခြင်းရဲ့အကြောင်းဖြစ်နေရတာတော့မမေ့ခြင်းကဘာကြောင့်သေခြင်းကိုကောင်းစေတာတော့မေ့လို့ရှိရင်ဦးဇင်းတို့ဟာဒီခန္ဓာရဲ့အကြောင်းကိုအမှန်ကန်ဘလို့မှမသိနိုင်တတိမရှိပဲနဲ့ဘလို့မှဒီခန္ဓာအကြောင်းကိုအမှန်ကန်မသိနိုင်မသိလို့ရှိရင်ဒီခန္ဓာရဲ့ပုံမှာဦးဇင်းတို့ဟာမသိတွေမသိဆွဲပြီးတော့နေမှာပဲဟုတ်လားပြောရလို့ရှိရင်ဒါကိုဦးဇင်းတို့ကအရန်ကိုစွဲနေတာပဲဒီဘဝဒီအခြေအနေကိုလုံးဝလည်းပြတ်မသွားခြင်းဘူးလုံးဝပုံမပြတ်စေခြင်းဘူးပေါ့နော်ဒီတိုင်းလေးစွဲထားခြင်းတယ်ဒီတိုင်းလေးနေခြင်းတယ်ပေါ့ဒီတိုင်းလေးဒီသဘာဝကြီးကအမြဲတည်းလိုနေပါမလားဟိုတိတိကြီးနဲ့ဦးဇင်းတို့ကမိုက်နေတယ်လို့ပြောရလို့ဖြစ်တယ်နော်ဒီသဘာဝကြီးကဒီတိုင်းကြီးဘလို့မှမနေဘူးသူကပွားနေတာရက်နေတာမဟုတ်ဘူးဒါပေမဲ့ကျွတ်တို့ကတည်ထနေစေခြင်းတယ်ဟောဒီတိုင်းလေးဟုတ်လားရသလားမရတဲ့အခါကျတော့ဘာဖြစ်မလဲတော့စိတ်ဆင်းရဲတာပေါ့ဟိုဦးဇင်းတို့လာကိုရခြင်းလို့နေကိုရခြင်းလို့ငိုတယ်ဆိုတဲ့ကလေးကြားဘူးတယ်မဟုတ်လားမထကုံတလေးဝတ္ထုမှာလေကြားဘူးတယ်နော်အဲ့ဒါတထေးကြီးကသူသားဖြစ်လာတဲ့နတ်ပဲဒါပေမဲ့သူသားမှမသိဘူးပြီးတော့ဒီကလေးကငိုနေဘာလို့ငိုနေတော့ဆိုတော့နေနဲ့လာနဲ့ငိုခြင်းလိုခြင်းလို့မိုက်လိုက်တဲ့ကလေးတော့နေနဲ့လာနဲ့မြန်လိုခြင်းရရင်လို့မဖြစ်နိုင်တာကိုတောင့်တပြီးတော့မရတော့ငိုတာနော်ဒါနဲ့အတင်အောင်ဘာလို့ငိုတာလဲဆိုတော့သူကသူသားသေးလို့ငိုတာငါလိုခြင်းနဲ့လာနဲ့နေနဲ့ကမြင်ရသေးတယ်တဲ့တင်လိုခြင်းနေတဲ့တင်သားမြင်တော့မမြင်ရတော့ဘူးတော့မြင်တာကိုရခြင်းတဲ့လူနဲ့မမြင်ရတော့ရခြင်းတဲ့လူဘယ်သူကပိုမိုက်မလဲလို့မေးတာလေဟုတ်လားအဲ့ဒါကိုသွားပြီးတော့အမှတ်ရတယ်အဲ့တော့ဦးဇင်းတို့တွေကမဖြစ်နိုင်တာကိုတောင့်တပြီးတော့မရတဲ့အခါကျတော့အကြီးကျယ်စိတ်ညစ်နေတယ်ကလေးမိုက်တယောက်နဲ့အရန်တူတာပဲလို့မဆိုနိုင်ဘူးလားမအိုဖို့မနာဖို့မသေးဖို့ဆိုတာဒီခန္ဓာကိုယ်ကြီးဖြစ်နိုင်မှာမလားအဲ့ဒါကိုဦးဇင်းတို့ကဘယ်လိုတောင့်တတော့မအိုဖို့အတွက်တောင့်တတယ်မနာဖို့အတွက်တောင့်တတယ်မသေးဖို့အတွက်တောင့်တတယ်မရနိုင်တာကြီးကိုတောင့်တတယ်အစားတွေကရကိုမရနိုင်ဘူးတောင့်တပြီဆိုတဲ့ကောစားမှားနေပြီသူအမှားအရိနာတွေမရဘူးနော်မရဘူးဆိုတော့လည်းဘာဖြစ်မလို့တော့စိတ်ဆိုးအောင်မယ်သူကစားတွေကသာဖြစ်နေတာကိုမတောင်းဆိုမဖြစ်နိုင်တာကိုတောင်းဆိုမရတော့စိတ်ဆိုးမယ်အဲ့လိုဖြစ်နေဟုတ်လားအဲ့လိုဆိုလို့ရှိရင်မေးတဲ့လူဟာခန္ဓာရဲ့အကြောင်းကိုအဲ့ဒါလောက်အမှန်တရားနဲ့ဝေးနေတဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်ကြီးကသူအမှန်တရားအတိုင်းသူလန်းသူလျှောက်လို့ပျက်စီးခြင်းကြလို့ပျက်စီးပြီဆိုရင်သူအဲ့ဒါကိုလက်ခံနိုင်မှာမလားလက်ခံနိုင်ဘူးနော်အဲ့ဒါသိရတော့မယ်ဆိုတဲ့ကစားအကြီးကျယ်တုံလို့ခြောက်ချတော့မှာပဲခန္ဓာကိုယ်ကသူ့သဘာဝသူပြပြီးတော့ကျမ်းမာရေးဖောက်လာပြီဖောက်မှာပဲလေထင်းကြဖောက်ကိုဖောက်မှာတာနောက်ဦးဇင်းတို့ကဘာနဲ့တူတုံးဆိုလို့ရှိရင်မမြင်ရတဲ့နာယံကြီးတစ်ခုရှိတယ်ဆိုရပါစို့အဲ့ဒီနာယံကြီးတွေကိုဦးဇင်းတို့ဥတည်ပြီးတော့သွားနေတယ်နာယံကတော့ဘယ်လောက်ဝေးလို့ဝေးမှလည်းမသိဘူးမြင်လည်းမမြင်ရဘူးဒါပေမဲ့သေချာပေါ့အဲ့ဒီနာယံကိုတိုက်ပြီးတော့သေရလိမ့်မယ်အဲ့ဒီနာယံနဲ့ကိုယ်နဲ့ဘယ်လောက်ဝေးသလဲတော့မသိဘူးသေချာပေါ့ကိုယ်ရှိမှအဲ့ဒီနာယံကရှိနေတယ်2 ပေ 3 ပေလောက်မှမြန်ရှိနေသလား2 မိုင် 3 မိုင်လောက်မှမြန်ရှိနေသလားဘယ်နာရှိနေတယ်တော့မသိဘူးသေချာတာကတော့အဲ့ဒီနာယံနဲ့တိုက်ပြီးတော့သေကိုသေရလိမ့်မယ်အဲ့ဒီနာယံလည်းရှိရသေချာပေါ့ကာကိုကာစီးထားတယ်ကျွတ်တို့ကလည်းခြေလမ်းကတစက်ကလေးမှမလျှော့ဘူးပုံမှန်ကိုလှမ်းနေတယ်သူကလည်းပဲနေရာမရှိဘူးသူ့နေရာမှာသူရှိနေတယ်
ဘယ်ချိန်ဝင်တိုက်မလဲတိုက်မှာနော်ပုံမြင်တစ်ပုတ်ရှိတယ်မို့လားမှန်ကိုကားထားတာကိုမှငှက်တဲ့ကောင်ကဝင်တိုက်တဲ့အခါကျတော့ခေါင်းတိုက်တာအဲ့သူကပြောတယ်တဲ့ငါလေထဲမှာပြန်ရင်းနဲ့လေကြီးကဆိုင်ခဲပြစ်ပြီးတော့ငါခေါင်းကိုဝင်ရိုက်တယ်ပေါ့ဟုတ်လားအဲ့ဒါနဲ့သူ့သွေးတွေရွှဲနေတော့သူကပြောတော့ဘေးကငှက်တွေကမလျော့ဘူးပေါ့နော်အမှန်ကလေသမားတွေကမှန်ထောင်ပြီးတော့ငှက်တွေကိုထောင်းချောင်းဆင်တာအမှန်အရန်ကြည့်တဲ့အခါကျတော့မမြင်ရအငှက်တကောင်အဲ့သွားတိုက်ရင်းနဲ့ခေါင်းကကွဲသွားတာဆိုတော့တွေ့တဲ့လူကပြောတာလေကအဲ့နာမှာအခဲကြီးဖြစ်ပြီးတော့ငါ့ကိုတိုက်တယ်ဟုတ်လားအဲ့ဒီပုံမြင်ကိုသွားပြီးတော့အမှတ်ရတယ်မမြင်ရတဲ့နံရံကြီးနဲ့ဦးဇင်းတို့ရဲ့ခေါင်းနဲ့ဟာဘာဖြစ်မလို့စောင့်လိုက်မယ်ဘယ်အချိန်ဝင်စောင့်မလဲဆိုတာမသိနိုင်ဘူးသေချာတာကတော့စောင့်ကိုစောင့်လိုက်မယ်အဲ့ဒီနေရာကိုသွားနေရတယ်ကျုပ်တို့ဟုတ်လားအဲ့တော့ဦးဇင်းတို့တွေဟာတတိကင်းပြီးတော့ခန္ဓာရဲ့အကြောင်းကိုအသိမြင်နဲတာနဲ့အမျှအဲ့ဒီပျက်စီးမှုကြုံပြီးဆိုတာနဲ့ဘာဖြစ်ပြီးတော့သုံးလုံး၆ချပြီးတော့သွားမှာပဲကောင်းကောင်းမွန်မွန်သိရပါမလားမသိရနိုင်ဘူးနော်ဉာဏ်ပညာမရှိလို့ကတော့ဘယ်နည်းနဲ့မှသိခြင်းတရားကိုပြီးပြင်းပြင်းရင်ဆိုင်နိုင်မှာမဟုတ်အဲ့ဒီအချိန်မှာအရှာဘလောက်ရှိပညာဘလောက်တက်တိုင်းဝိုင်းတွေဘလို့ပဲကောင်းအဲ့ဒါတွေဘာမှကိုယ့်ကိုလာပြီးတော့အထောက်အကူမပြုနိုင်ဘူးဒီတိုင်းပဲဘေးကကြည့်အောင်ပဲကြည့်နေကြရမှာဘာမှတယောက်ကိုတယောက်ကူညီလို့ရတဲ့ဖေးမလို့ရတဲ့အနေအထားမျိုးမဟုတ်ဘူးဟုတ်လားဒါကြောင့်မေ့တဲ့လူဟာအသေးဆိုးတယ်ဆိုတာအဲ့ဒါကိုပြောတာနော်အနှစ်ချုပ်ပြီးတော့ပြောရရင်မေ့ရင်မတိမှုကြီးတဲ့အတွက်ကြောင့်အစွဲဥပါဒအားကြီးလိမ့်မယ်အစွဲဥပါဒကြီးတဲ့အတွက်ကြောင့်ပျက်စီးတဲ့အချိန်မှာနော်အစွဲနာအခွာခက်မစွန့်နိုင်မပြစ်နိုင်ဖြစ်ပြီးတော့အဲ့ဒါဒုက္ခရောက်ပြီးတော့သိရတတ်တယ်ဟုတ်လားကိုဘလောက်ပဲဆွဲထားတာလွှတ်မှာပဲလေဒါကြီးကသူအဲ့ဒီအမြင်မှန်တွေကိုရအောင်လုပ်မထားတဲ့အခါကျတော့တကယ်တွေ့လာတဲ့အခါကျတော့ဘလို့မှ तू မဖြေရှင်းတတ်ဘူးသူရှုပ်နေတာတယောက်တည်းနော်ပုထုဇဉ်ရဲ့တဘာဝဟာဒီတိုင်းပါပဲဟုတ်လားတကယ်လို့သာကိုကအပ္ပမာဒတရားလက်ကင်ထားလို့ဉာဏ်ပညာအဆင့်ဆင့်မြင့်လာမယ်ဆိုရင်သိချင်းတရားကိုကြီးကြီးသားသားနော်ငြိမ်ငြိမ်ချမ်းချမ်းသာသာရှင်းမဆိုင်နိုင်ပြီဘူးလားဒီဆိုင်နော်သိတယ်ဆိုတာခုနတုန်းကလည်းအခုဖြစ်လိုက်တယ်လို့ပါပဲနော်တစိပြီးတိတ်ဖြစ်သွားတဲ့သဘောပဲတကယ်တမ်းကဟုတ်လားဒါပေမဲ့ဒီယုတ်ခန္ဓာကြီးတော့ထားခဲ့ရတဲ့သဘောရှိတာပေါ့နော်ပရိသေတွေနဲ့စတုတိကြမှာဘာမှတော့ရှားတယ်လို့မဟုတ်ဘူးနော်ဒီလိုပဲဒီသဘာဝတရားတွေမျိုးထပ်ပြီးတော့အသိဖြစ်သွားတာပဲဟုတ်လားတို့တော့ဦးဇင်းတို့တွေကဘဝရဲ့ပုံမှာနားမလည်နိုင်မှုအကြီးကြီးတွေနဲ့ဘဝကိုအကြီးကြီးဆွဲထားတာရှိဒါကိုဘလို့မှမထားခဲ့နိုင်ဟုတ်လားကိုဘလောက်ပဲမထားခဲ့နိုင်ဘူးပဲဖြစ်ထားခဲ့ရမှာပဲဟုတ်လားဒါကြောင့်ပြောချင်တာကအပ္ပမာဒတရားနဲ့နေတဲ့လူဟာနားလည်မှုကြီးတဲ့အတွက်ကြောင့်သေဂာနေ့မှာချမ်းချမ်းသာသာရှိမယ်ပမာဒတရားလွှမ်းမိုးပြီးတော့နေတဲ့လူဟာနားလည်မှုမရှိတဲ့အတွက်ကြောင့်သေဂာနေ့မှာဆင်းရဲလိမ့်မယ်ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေဟာပြစ္ဆုတ်ပံမှာချမ်းသာဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲအပ္ပမာဒနဲ့နေတဲ့တယ်လာမယ့်အနာဂတ်မှာကောင်းကောင်းဖြည့်ရှင်းနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲအပ္ပမာဒနဲ့နေတဲ့တယ်ပြစ္ဆုတ်ပံရောအနာဂတ်ကိုတာဝန်ယူမှာပမာဒနဲ့နေရခုလည်းပူလောင်လိုက်မယ်နောင်လည်းပဲပူလောင်စရာအကြောင်းနဲ့တွေ့ရင်ပူလောင်ရမှာပဲဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်အောင်တို့ပမာဒတိဘေးဖြစ်တယ်အပ္ပမာဒတိဘေးကင်းရာဖြစ်တယ်ဆိုတာအလုံးမမထင်ရှားဘူးလားထင်ရှားတယ်နော်ဒါကြောင့်မလို့ဘေးကင်းစေတဲ့ဂါထာဆိုတာထားကိုပြောတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားပြီးတော့ဘလို့တိုက်တွန်းတော့ဘာဝေထထင်ကိကမက္ကဧတာဗုဒ္ဓနုတာတတိမဂ်ခင်၈ပါးကိုပွားများပြီးတော့နေတဲ့မမေ့နဲ့ပေါ့နော်လောက်ခွင့်ရတုံးကလေးအစကရာအခြေအနေပေးနေတုံးကလေးဟုတ်လားယူလို့ရတုံးလေးယူလိုက်ရအောင်လှုပ်လိုက်ဒါပြောတာပါဟုတ်လားတရားဓမ္မတို့အရှင်တို့တွေကအကြောင်းမျိုးမျိုးကြောင့်ဒီအခွင့်အရေးကိုနော်လွဲချော်အောင်လှုပ်လို့စိတ်မရှိတော့လည်းပဲလှုပ်နေတဲ့အနေအထားမျိုးတွေအများကြီးရှိတယ်ဆိုတာလည်းသတိထားရမယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဂါထာဘယ်နှပုဒ်ရှိသွားပြီတော့၃ပုဒ်ရှိသွားပြီနော်အချိန်လည်းရှည်သွားပြီနော်အဲ့တော့ဦးဇင်းတို့အန္တရာယ်ကင်းဂါထာ၃ပုဒ်လို့ဆိုနိုင်တဲ့မြတ်စွာဘုရားရဲ့ဒေသနာ၃ပုဒ်ပထမဂါထာကဘာပြောတော့မပြင်းနဲ့တဲ့ဒုတိယဂါထာကမငင်းနဲ့တဲ့တတိယဂါထာကမမေ့နဲ့တဲ့အဲ့ဒါဆိုဘေးကင်းလိမ့်မယ်တဲ့နော်ပြင်းရင်ဘေးတင့်မပြင်းရင်ဘေးလွတ်မယ်ငင်းရင်ဘေးတင့်တယ်မငင်းရင်ဘေးလွတ်မယ်မေ့ရင်ဘေးတင့်တယ်မမေ့ရင်ဘေးကင်းမယ်ဟုတ်လားဒါကြောင့်ဘေးကင်းခြင်းတယ်ဆိုရင်ဒါအလွန်မှအမြင်ကျခြင်းနဲ့ပြောထားတဲ့ဘေးနော်လူသားမန်တွေသိတဲ့ပြောဆိုနေတဲ့ဘေးလောက်ကိုဆိုလိုတာမဟုတ်ဟုတ်လားအမြင်ကျခြင်းနဲ့မြင်ပြထားတဲ့ဘေးဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့သည်မပြင်းကြပဲနဲ့မငင်းကြပဲနဲ့မမေ့ကြပဲနဲ့ကိုဘေးကင်းအောင်တော့ဆောင်ရွက်နိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရတော့ဒါနသီလသမာဓိပညာ
ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပူဇဉ်မျက်နှိပ်ပံကိုလင်းမြန်ထုံချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း